ဘာကြောင့်လိုက်စာကိုအလှကြည့်နေတာလဲလိုက်စာဆိုတဲ့ဌာနချုပ်ကနှစ်နိုင်ငံနေဆက်စီးမီးပေါ်မှာတိစောက်ထားတဲ့ဆိုတဲ့အတွက်လိုက်စာကိုပုံကျဲလို့မရဘူးဆိုရင်တော့မှတခြားသောအရင်းမြစ်တွေမိုက်ဂျာယန်လက်ဂျာယန်အင်ဂျာယန်ဒေါ်ဖုန်းယန်ဒီနေရာတွေကိုဘာကြောင့်အလှကြည့်ထားတာလဲလိုက်စာကိုအမြင့်မဖြတ်တဲ့၍မြန်မာနိုင်ငံကြီးဘယ်တော့မှအေးချမ်းမှာမဟုတ်ပါဘူးအစိုးရအဆက်ဆက်ပြောင်းသွားပြီ NCA ဆိုတာကလုံးဝလိုသလိုပုံဖော်လို့ရတဲ့ရွှွန့်ရုပ်တာတာဂျုံရုပ်တာတာပဲဖြစ်နေပါလိမ့်မယ် NCA ဂါထာရွတ်ပြီးတက်လာတဲ့အစိုးရတိုင်းဘယ်တော့မှပြည်တွင်းငင်းငင်းရအောင်မလုပ်ဆောင်နိုင်ဘူးဆိုတဲ့တမိုင်းကဦးသိန်းစိန်အစိုးရလက်ထက်မှာရောဦးထင်ကျော်တို့ဦးဝင်းမြင့်တို့ရုပ်သေးအစိုးရလက်ထက်မှာလည်းမျက်ဝါးထင်နေမြင်တွေ့ခဲ့ရပြီဖြစ်ပါတယ် NCA နဲ့ကချင်လက်နက်ကိုင်တော် KIA ဆိုတာကလုံးဝမအဆက်တဲ့အခြေအနေမျိုးဖြစ်ပါတယ် NCA ကကချင်လက်နက်ကိုင်တော် KIA အတွက်နိုင်ငံရေးအမျက်ထုတ်စရာနိုင်ငံရေးအသုံးချစရာစကားလုံးတစ်ခုသာဖြစ်ပါတယ်လက်နက်ကိုင်တော် KIA နဲ့လိုက်စာဌာနချုပ်ရှိနေသူကြီးမြန်မာနိုင်ငံရဲ့ပြည်တွင်းငင်းငင်းရေး90ရာခိုင်နှုန်းသောနှီးပါမြန်မာနိုင်ငံအထက်ပိုင်းဒေသဘယ်တော့မှတည်ငြိမ်အေးချမ်းမှာမဟုတ်ဘူးဆိုတဲ့အခြေအနေကိုလက်ရှိအစိုးရတရက်ရဲ့လက်ထက်မှာအကောင်းဆုံးအခြေအနေတစ်ခုကိုပုံဖော်ထုစစ်သွားဖို့လိုပါတယ်ဒီလိုမထုစစ်နိုင်တာတွေအတွက်လက်ရှိကချင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပေါ်နေသေးဖြစ်တယ်မြကြီးနားရွှေဘိုလမ်းမကြီးတကြောမှာလည်းကချင်လက်နက်ကိုင်တော် KIA ကထိကြိုင်ကနေအလွန်ငအိုးနဲ့ရွှေကူလမ်းပိုင်းမှာလည်းအကြမ်းဖက်သမားတွေနဲ့တပ်မတော်နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေတယ်ရွှေကူနဲ့ဗမော်နဲ့မန်စီနဲ့မိုးမောက်နဲ့ဝိုင်းမော်နဲ့မြကြီးနားလမ်းတကြောမှာအကြမ်းဖက်သမားတွေထိန်းချုပ်ထားသလိုဒေါ်ဖုန်းရန်အင်ဂျာယန်လက်ဂျာယန်ဒေသတွေမှာလည်းကချင်လက်နက်ကိုင်တော် KIA ထိန်းချုပ်ထားတယ်ဒါအပြင်မြကြီးနားနဲ့တစ်ဖက်မှာရှိနေတဲ့ဝိုင်းမော်ရဲ့အလွန်စတုံးတို့ချီပွေတို့ဆော့လော်ဒေသတွေမှာလည်းကချင်လက်နက်ကိုင်တော် KIA ကထိန်းချုပ်ထားတယ်ဒါဆိုရင်မြန်မာငင်းငယ်ရေးအတွက်ဘာတွေကိုအမြင့်ဖြတ်ဖို့လိုတယ်လဲကချင်လက်နက်ကိုင်တော် KIA ကိုအမြင့်ဖြတ်ဖို့လိုတယ်ကချင်လက်နက်ကိုင်တော် KIA ကိုအမြင့်ဖြတ်ဖို့ဆိုရင်လိုက်စာဌာနချုပ်ကိုသို့မဟုတ်ဒေါ်ဖုန်းရန်လက်ကြားရန်မိုင်ကြားရန်အင်ဂျားရန်ဒေသတွေကိုအပြတ်ရှင်းဖို့လိုတယ်ဒါတွေကိုလှုပ်ဆောင်မှုအတွက်ကတော့တရုတ်အစိုးရရဲ့ပါဝင်ပတ်သက်မှုနဲ့လည်းအများကြီးသက်ဆိုင်တာဖြစ်တဲ့အတွက်တရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်တင်ဆောင်ရွက်သွားရမှာရှိတယ်ဆိုလိုရင်းကိုပြန်ဆက်ရရင်လိုက်စာမှတပါအခြားမရှိဆိုတဲ့အခြေအနေကလက်ရှိမြန်မာပြည်တွင်းပြည်ပခါမှာလည်းအများကြီးသက်ဆိုင်နေတယ်တက်ရောက်မှုတွေကဒီနေ့ဒီအချိန်ထိရှိနေစေဖြစ်တယ်ဒါအပြင်ကချင်လက်နက်ကိုင်တော် KIA ကအမေရိကန်ကြောထောက်နောက်ခံပြုမှုတွေနဲ့အတူအနောက်အုပ်စုရဲ့ထောက်ပံ့မှုတွေနဲ့လက်ရှိကချင်ပြည်နယ်မှာတိုက်ပွဲတွေကိုရန်ပုံငွေတွေကိုလက်နက်ခဲယမ်းတွေကိုအများပြပါဝင်ပတ်သက်ပြီးတော့စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေစေဖြစ်တယ်အနည်းဆက်ဆုံးနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီရက်ပိုင်းတမတော်ကတံမြန်ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ငအိုးရွှေကူလမ်းပိုင်းမှာတမတော်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအများအပြား FPV optical fiber suicide drone တွေနဲ့တိုက်ခိုက်ခံရတယ်ဒါတွေကဘာကိုပြတယ်လဲဆိုတော့ကချင်လက်နက်ကိုင်တော် KIA ကိုအမြင့်မဖြတ်နိုင်တဲ့အတွက်အခုလိုမျိုးနရွက်လေးကိုတရေဆွတ်လိုက်ထိတ်ကလေးပုတ်လိုက်ခေါင်းလေးပုတ်လိုက်နဲ့ခေါင်းပေါ်တက်ပြီးတော့မစင်စွန့်ခံနေရတာဖြစ်ပါတယ်အကြမ်းဖက်သမားတွေဘက်ကထုတ်ပြန်လာတဲ့ footage video တွေကြည့်လိုက်ရင် FPV suicide drone တွေကိုအသုံးပြုသွားတာမြင်တွေ့ရတယ် FPV suicide drone တွေကိုအသုံးပြုပြီးတိုက်ခိုက်သွားတဲ့တိုက်ခိုက်မှုက10ကြိမ်ထက်မနည်းဖြစ်တာကိုမြင်တွေ့ရပြီးတော့တိုက်ခိုက်သွားတဲ့ဒီ drone attack တိုင်း drone ဆွမ်းတွေကိုကြည့်လိုက်ရင်တပ်မတော်ဘက်ကအရာရှိစစ်တီတွေတပ်မတော်သားတွေထိခိုက်သေဆုံးရတယ်ဆိုတဲ့အခြေအနေကိုကျွန်တော်တို့မြင်တွေ့ရတယ်ဒါတွေကိုတံပြန်ကာကွယ်ဖို့လည်းလိုအပ်တယ်မြေပြင်မှာရှိနေတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် anti drone system တွေ jamming system တွေနဲ့ဒီ drone တွေ FPV suicide drone တွေကိုဟန်တားဖို့ပစ်ချဖို့အတွက်လိုအပ်တဲ့ awareness တွေမြေပြင်မှာရှိနေတဲ့တပ်ဖွဲ့ဝင်တွေအနေနဲ့ဘာတွေဘယ်လိုမျိုးတံပြန်ဆောင်ရွက်ရမလဲဆိုတဲ့အသိပညာတွေ knowledge sharing နဲ့ awareness တွေရှိဖို့ကိုဆက်လက်ဆောင်ရွက်ပေးသွားဖို့လိုတယ်ဒါကတပ်မတော်ဘက်ကဆောင်ရွက်ဖြည့်ဆည်းပေးရမယ်ကဏ္ဍတစ်ခုဖြစ်တယ်လို့တစ်ဖက်ကလည်းအရင်းမြစ်ကိုဖျက်တောက်ဖို့လိုတယ်အရင်းမြစ်ကဘယ်ကလာတယ်လဲဆိုတော့လိုက်စာကနေပဲလာတယ်လိုက်စာကဒီချိန်ထိဘာကြောင့်သက်ဆိုးရှိပြီးတော့ဒီလို FPV suicide drone နည်းပညာတွေသူတို့လက်ထဲမှာကြောင်ကြောင်ညင်ညင်အသုံးပြုနေရတယ်လဲဆိုတော့ American အပါအဝင်အနောက်အုပ်စုရဲ့ထောက်ပံ့မှုတွေကြောင့်ပဲဖြစ်တယ်ပြီးခဲ့တဲ့လအနေငယ်ကအိန္ဒိယမီဇိုရမ်ကနေတဆင့်ချင်းပြည်နယ်ကချင်ပြည်နယ်နဲ့စကိုင်းနဲ့အထက်ပိုင်းဒေသကို American နိုင်ငံသားအပါအဝင်ယူကရိန်းနိုင်ငံသားတွေအများပြားဝင်ရောက်ခဲ့တယ်အဲ့ဒီနောက် FPV suicide drone တွေနဲ့ဆက်ဆက်ပစ္စည်းတွေနဲ့နည်းပညာတွေကိုမျှဝေခဲ့တယ်ဆိုတဲ့အခြေအနေမျိုးဖြန့်ဝေခဲ့တယ်ဆိုတဲ့သတင်းတွေကိုလည်းမြင်တွေ့ရတယ်မြန်မာနိုင်ငံရေးကိုဝင်ရောက်ဆွတ်ဖက်နေတဲ့အနောက်အုပ်စုရဲ့ကြေးစားတွေ proxy war တွေတယောက်ချင်းစီသောပါဝင်ပတ်သက်တဲ့သူတွေကိုအိန္ဒိယနိုင်ငံမှာဖမ်းဆီးမိခဲ့တယ်။အိန္ဒိယနိုင်ငံမှာဖမ်းဆီးခံရပြီးတဲ့နောက်အခုစစ်ဆေးမှုတွေပြုလုပ်နေတဲ့အချိန်မှာပဲအချိန်တွေအားလုံးကအခြေလွန်လက်လွန်ဖြစ်သွားပြီ။ချင်းပြည်နယ်မှာဆိုလို့ရှိရင်လည်း AIF လို့ခေါ်တဲ့စီးရီးယားစစ်ပြန်စီမှာ FPV suicide drone နည်းပညာကပြန်ပွားခဲ့တဲ့အတွက်ဖလန်းကိုချီတက်တိုက်ခိုက်ခဲ့တဲ့တပ်မတော်စစ်ကြောင်းတွေ FPV suicide drone တွေနဲ့တိုက်ခိုက်ခံရတဲ့အတွက်ထိခိုက်မှုတွေအဖိတ်စင်တွေရှိခဲ့တယ်။ထို့နည်းတူစွာပဲအတပိုင်းဖားကန်ဒေသအခုဒီအင်းတော်ကတာပတ်ဝန်းကျင်မှာလည်းကချင်လက်နက်ကိုင်တဲ့ပုံ KIA ရဲ့ထောက်ပံ့ပေးမှုတွေနဲ့ FPV suicide drone တွေနဲ့ drone မောင်းတဲ့ crew တွေကဒီဒေသတွေမှာပြန့်နှံ့နေတယ်။ဒါကြောင့်မလို့ပြီးခဲ့တဲ့ရက်ကအင်းတော်မှာရှိနေတဲ့အောင်စီရဲ့အားထားကခွဲကို FPV suicide drone နဲ့လာရောက်တိုက်ခိုက်တာဖြစ်တယ်။ဒါအပြင်ဒီရက်ပိုင်းအကြမ်းဖက်သမားတွေစီကထွက်လာတဲ့ footage တွေ drone video တွေကိုပြန်ကြည့်ရင်တပ်မတော်ဘက်က drone တွေနဲ့ပတ်သက်ရင်တံပြန်မှုအတွက်ပထမအချက်ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့အခြေအနေကိုချ
ချက်ချင်းဆုံးဖြတ်ချက်ချနိုင်မှုချက်ချင်းတုံ့ပြန်မှုအတွက်လိုအပ်နေစေဖြစ်တာကိုမြင်တွေ့ရတယ်။နောက်တစ်ချက်က FPV suicide drone တွေနဲ့လာရောက်တိုက်ခိုက်နိုင်ခြင်းရှိတယ်ဆိုတဲ့အခြေအနေမှာကာကွယ်ရေးစနစ်တွေလိုအပ်ချက်ရှိနေတယ်။ဒီဗီဒီယိုဖိုင်တွေမှာကြည့်လိုက်ရင် drone အကြီးကြီးတွေကိုရက်လွတ်လွတ်လပ်လပ်အတားအဆီးမဲ့ရပ်နားထားတဲ့အတွက်အကြမ်းဖက်သမားတွေက FPV suicide drone နဲ့လာရောက်တိုက်ခိုက်ပြီးတော့ဖျက်ဆီးခံခဲ့ရတဲ့ဖြစ်စဉ်တွေမြင်တွေ့ရတယ်လို့တမတော်ရဲ့ဒီကင်းချထားတဲ့နေရာတွေကင်းစကန်တွေစကန်ချထားတဲ့နေရာတွေမှာလည်းအကာအကွယ်မဲ့နဲ့ဟင်းလင်းမြင့်ကြီးတွေအကာအကွယ်မရှိရှိနေတဲ့အတွက်အကြမ်းဖက်သမားတွေကတမတော်သားတွေအရာရှိစစ်တီတွေစကန်ချထားတဲ့နေရာကိုအဟံအတားမရှိလာရောက်တိုက်ခိုက်တာတွေကိုမြင်တွေ့ရတယ်။ဒီထဲမှာအဆိုးဆုံးက6ဘင်းကားတစ်စီးပေါ်မှာရှိတဲ့တမတော်သားအရာရှိစစ်တီတွေစုဖွဲ့နေတဲ့အချိန် FPV suicide drone နဲ့လာရောက်တိုက်ခိုက်မှုကအများကြီးအဖိတ်စင်ရှိသေးတယ်။တမတော်အတွက်ထိခိုက်နစ်နာမှုတွေရှိစေတယ်လို့ကြာဆုံးသွားကြတဲ့အရာရှိစစ်တီတွေနဲ့တမတော်သားမိသားစုတွေရဲ့အနာဂတ်တွေမှာလည်းကောင်းကင်ကြီးပြိုစည်းရလောက်တဲ့အခြေအနေမျိုးတွေဖြစ်သွားတယ်။သဘောကတော့အကြမ်းဖက်သမားတွေရဲ့ footage ဗီဒီယိုတွေကိုကြည့်လိုက်ရင်တမတော်ဘက်ကဒီနစ်နာခဲ့တယ်ဆုံးရှုံးခဲ့ရတယ်အရက်စကားနဲ့ပြောရင်ခံနေရတယ်ဆိုတဲ့အခြေအနေမျိုးကိုမြင်တွေ့ရတယ်။ဒါတွေကတမတော်ထောက်ခံတဲ့မိသားစုအတိုင်းဝိုင်းမှာလည်းဝေဖန်စရာတွေဖြစ်လာတယ်လို့တစ်ဖက်ကအကြမ်းဖက်သမားတွေလိုချင်တဲ့ site war ဒီဝါဖက်မှာဒီလိုမျိုး footage ဗီဒီယိုတွေထုတ်ပြန်ပြီးတော့တမတော်ရဲ့နစ်နာမှုတွေတမတော်ရဲ့ဆုံးရှုံးမှုတွေကိုချပြပြီးတော့တစ်ဖက်ကစိတ်သက်ကြဆင်းနေတဲ့သူတို့ရဲ့အကြမ်းဖက်သမားတွေရဲ့စိတ်သက်ကိုလည်းပြန်လည်မြင့်တင်မှုအတွက်ဆောင်ရွက်လာတာကိုမြင်တွေ့ရတယ်။ဒါကြောင့်အကြမ်းဖက်သမားတွေရဲ့ footage ဗီဒီယိုတွေကဂဲတလုံးနဲ့ငှက်9ကောင်လောက်ကိုပြတ်သွားတယ်ဆိုတဲ့အခြေအနေမျိုးကိုမြင်တွေ့ရတယ်။ဒါတွေကိုကျွန်တော်တို့သင်ခန်းစာယူဖို့လိုတယ်။ဒါဆိုရင် FPV suicide drone တွေနဲ့ပတ်သက်ရင်ဘယ်လိုတံပြန်မလဲ။တယောက်ချင်းစီကောင်တာပြန်ဝင်မဲ့အခြေအနေမျိုးဤပညာနဲ့ဆက်ဆက်ပြီးတော့ဆောင်ရွက်ရမယ်ဆိုတဲ့အခြေအနေမျိုးဒီလိုအခြေအနေမှာဒီ suicide drone တွေပြန်တန်းလာတယ်ဆိုတော့ကိုတတိလက်လွတ်မဖြစ်ဖို့ဆိုတဲ့အခြေအနေမျိုးအပါအဝင်အကာအကွယ်တွေရင်နှန်းတွေကိုကာကွယ်ရေးစကန်ချတဲ့နေရာတွေမှာကာကွယ်နိုင်ရေးအတွက်ဒီပိုက်ကွန်တွေနဲ့ဟန်တာတာမျိုးတွေခုခံတာမျိုးတွေပြင်ဆင်တာမျိုးတွေပြုလုပ်သွားဖို့လိုပါတယ် drone တွေကဒီ GPS စနစ်နဲ့ navigation စနစ်နဲ့ wireless နဲ့သွားတယ်ဆိုရင်တော့ဒီ jamming စနစ်တွေ intercept လုပ်နိုင်ရင်ဖျက်ချနိုင်တယ်ဆိုပေမဲ့ဒီလိုမျိုး FPV suicide drone တွေမှာအသုံးပြုတဲ့အခုဆိုလို့ရှိရင်ဒီ optical loops တွေ optical ကြိုးတွေနဲ့ပြန်တန်းလာပြီဆိုရင်တော့ဖျက်ချဖို့အင်မတန်ခက်ခဲပါတယ် jammer တွေကလည်းမဖြတ်တတ်နိုင်တာဖြစ်တဲ့အတွက် FPV suicide drone ကသူသွားလို့ရတဲ့လမ်းကြောင်းတစ်လျှောက်အများကြီးကိုဖြန့်ကျက်ပြီးသွားမှာပါဖိုက်ပါမြင်တစ်သေးလေးနဲ့ချိတ်ဆက်ပြီးတော့သွားတာဖြစ်တဲ့အတွက်သွားလို့ရတဲ့နေရာမှန်သမျှကိုဝင်သွားမှာဖြစ်ပြီးတော့ဒီ drone မှာတက်ထားတဲ့ loops ဒီ drone ကနေသွားလို့ရတဲ့ optical ကြိုးရဲ့သွားလို့ရတဲ့ area တစ်လျှောက်ကိုသွားမှာဖြစ်ပါတယ်ဝဲပြန်နေရင်နဲ့သွားလာနေတဲ့ခရီးစဉ်တစ်လျှောက်မှာဒီ drone ရဲ့သွားလာနေတဲ့နေရာတစ်ခုမှာကန့်သက် area ရှိတယ်ဆိုပေမဲ့ drone ဝင်လာနိုင်တဲ့ range နဲ့တွက်ဆပြီးတော့အကြမ်းဖက်သမားတွေက drone ဝင်လာတဲ့ area ရဲ့အလွန်မှာရှိနေပါတယ်တံမြန်ပြစ်ခတ်မှုတံမြန်ရှင်းလင်းမှုတွေကိုခုခံနိုင်မှုအတွက်လည်း area အလွန်မီတာ2500ဖြစ်မလားမီတာ2000ဖြစ်မလားမီတာ3000ဖြစ်မလားအဲ့ဒီအကွာဝေးလောက်ကနေပြန်တန်းပြီးတော့ဒီ FPV suicide drone တွေ optical drone တွေကိုအသုံးပြုနေတာဖြစ်ပါတယ်တမတော်ကအသုံးပြုနေတဲ့အခု kamikaze drone တွေဒီ 3D printer နဲ့ထုတ်ထားတဲ့ form နဲ့ထုတ်ထားတဲ့ drone တွေ kamikaze drone တွေက wireless စနစ်နဲ့တွားရောက်တိုက်ခိုက်တာမျိုးတွေ program ထည့်ပြီးတွားရောက်တိုက်ခိုက်တာမျိုးတွေဖြစ်တဲ့အတွက်တစ်ဖက်မှာအားနည်းချက်အားသာချက်ရှိတယ်လို့အခုလို FPV suicide drone တွေကိုလည်းဘယ်လိုမျိုးကောင်တာပြန်ဝင်ရမလဲဆိုတော့အစီအမံတွေကိုကျွန်တော်တို့လက်ရှိတက်မတော်အကြီးအကဲတွေစဉ်းစားဖို့လိုအပ်လာပြီဖြစ်ပါတယ်။ FPV suicide drone တစ်စင်းကတည်ဆောင်လာတဲ့120မမ60မမ80မမစတဲ့ဘုံးသေးတွေကပြစ်ခတ်လိုက်တဲ့ rocket တွေ motor တွေကပြစ်ခတ်လိုက်တာထက်ပုံမတိကျစွာပြစ်မှတ်ကိုရှာပြီးတော့ target လုပ်နိုင်တာဖြစ်တဲ့အတွက်ထိခိုက်မှုတွေရှိပါတယ်။ဒီလိုထိခိုက်မှုတွေကိုကျွန်တော်တို့ဘယ်လိုတံပြန်မလဲ။ကျွန်တော်တို့အနေနဲ့ drone စစ်စင်ရေးတွေမှာအကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုတွေကို online ကျင်းလိုက်တိုက်ခိုက်ခံရပြီးမှတက်မတော်မှာ drone တင်းတွေကိုပြန်လည်ဖွင့်လာနိုင်တယ်။အခုဒီ FPV suicide drone နီးပညာကစစ်ပွဲတွေမှာပါဝင်ပတ်သက်လာတဲ့အချိန်တက်မတော်ဘက်ကလည်း FPV suicide drone တွေကိုထဲထဲဝင်ဝင်အသုံးပြုဖို့လိုသလိုဒီ FPV suicide drone တွေကိုတံပြန်နိုင်မှုလည်းလိုအပ်တယ်ဆိုတဲ့အခင်းချင်းဘာတွေဆောင်ရွက်ရမလဲလှုပ်ဆောင်တဲ့လှုပ်ဆောင်ထိုက်တာတွေလိုအပ်တာတွေကိုပြင်ဆင်သွားဖို့လိုပါတယ်လက်ရှိအချိန်မှာတော့တက်မတော်အကြီးအကဲတွေကလိုအပ်နေတဲ့အခြေအနေတွေတန် reform တွေပြုလုပ်တယ်ဖြည့်ဆည်းတင်တာတွေကိုဖြည့်ဆည်းဖြည့်ဆွတ်တင်တာတွေကိုဖြည့်ဆွတ်နေတာရှိပါတယ်ဒါပေမဲ့အကြမ်းဖက်သမားတွေလိုမျိုးပဲနီးပညာနဲ့ရှင်တွဲပြီးတော့အရှိန်အဟုန်ကောင်းကောင်းနဲ့ဟန်ချက်ညီညီနဲ့ modern welfare မှာတကယ်ကိုနီးပညာမြင့်တဲ့တံမြန်ဆောင်ရွက်နိုင်တဲ့အခြေအနေမျိုးတွေကိုတော့ဆက်လက်ဖြည့်ဆည်းသွားကြရအောင်မှာဖြစ်တဲ့အတွက်လက်ရှိအခင်းချင်းမှာတော့ FPV suicide drone တွေနဲ့တိုက်ခိုက်မှုကိုကောင်တာပြန်ဝင်မှုအတွက်ဦးစားပေးဆောင်ရွက်ကြရမှာဖြစ်တယ်ဆိုတဲ့အခင်းချင်းနဲ့အတူကချင်လက်နက်ကိုင်သဘော KIA ကိုအမြင့်မဖြတ်နိုင်သေးသေးရွေးကတော့တမတော်ကဘလောက်ပဲစစ်ကြောင်းထိုးဘယ်မျိုးတွေကိုပဲတိုက်ခိုက်သိမ့်ပိုက်တစ်ချိန်မဟုတ်တစ်ချိန်မှာလာရောက်တိုက်ခိုက်ခံရမယ်ဆိုတဲ့နိုင်ငံရေးပုတ်စာတစ်ပုဒ်ကလည်းရှိထားပြီးဖြစ်ပါတယ်ဒါကြောင့် NCA မှာ frame တစ်ခုလိုပါတယ် NCA မှာ timeline တစ်ခုလိုပါတယ်ကန့်သက်ထားတဲ့အချိန်ကန့်သက်ထားတဲ့ဘောင်အတွင်းမှာကြော်လွန်သွားရင်တော့လှုပ်ဆောင်တဲ့လှုပ်ဆောင်ထိုက်တာတွေကိုလှုပ်ဆောင်သွားရမှာဖြစ်တယ်လက်နက်ချမလားအသေးခံမလားဆိုတဲ့ပုံစံမျိုးမိုက်ကြီးခွဲသိရင်ခွဲသွားရမှာဖြစ်ပါတယ်သတ်မှတ်ထားတဲ့ရက်ဆွဲသတ်မှတ်ထားတဲ့ area ကြော်လွန်သွားရင်အမြင့်ပြတ်တိုက်ခတ်ရေးဆိုတဲ့အခြေအနေမျိုး
လိုအပ်တယ်လို့လှုပ်ဆောင်တဲ့လှုပ်ဆောင်ထိုက်သွားတယ်ဆိုတဲ့အခြေအနေမျိုးပြတ်သားတဲ့ရင်ပြတ်သားရမယ်ဆိုတဲ့အခြေအနေမျိုးဟိုပြောရမယ်ဆိုရင်ရန်သူကိုနေလိုမီလိုကျင့်နေရင်ကျင့်ရမှာဖြစ်ပါတယ်ဒါကြောင့်တက်မတော်အကြီးအကဲတွေအနေနဲ့လာမဲ့ဇူလိုင်လ30ရက်နေ့မှာတရက်တရာပြည့်သွားမှာဖြစ်ပြီး NCA ကိုလည်းဆက်လက်အကောင့်ထဲပေါ်သွားမယ်ဆိုတဲ့နိုင်ငံတော်သမ္မတကြီးရဲ့မူဝါဒလည်းရှိထားပြီးဖြစ်တဲ့အတွက် NCA ကတကယ်ပဲပြည်တွင်းငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မလား NCA ဂါထာရွတ်နေတဲ့ KIA အတွက် NCA ကဘယ်လိုမျိုးအသုံးချစရာဖြစ်နေမလဲဆိုတဲ့အခြေအနေမျိုးနဲ့ချိန်ထိုးပြီးတော့ဆောင်ရွက်သွားဖို့လိုပါတယ် NSPNC အနေနဲ့လည်း NCA ကတကယ်ပဲပြည်တွင်းငြိမ်းချမ်းရေးကိုဆောင်ရွက်နိုင်မလား NCA ရဲ့လိုလားချက် NCA မှာပါတဲ့ဂရိကဝတ်တွေနဲ့အတူ NCA ကိုလာဖို့အတွက်ဖိတ်ခေါ်ထားတယ်ဆိုပေမဲ့တကားမရှိတရားမရှိကန့်သက်မရှိလာခြင်းတဲ့အချိန်မှလာဒီနေမျိုးကိုလည်းစဉ်းစားဖို့လိုအပ်ပါတယ်ကိစ္စရတိုင်းမှာ expire date ရှိပါတယ်ကိစ္စရတိုင်းမှာကန့်သက်ကာလရှိပါတယ်ကျွန်တော်မွေးဖွားမဲ့မိဖွားမဲ့သူတွေမှာလည်း due date ရှိတယ်လို့မျိုးပဲကျွန်တော်ရဲ့ပြည်တွင်းငြိမ်းချမ်းရေး NCA မှာလည်း due date ရှိဖို့လိုပါတယ် NCA မှာလည်း timeline တစ်ခုရှိဖို့လိုပါတယ် NCA မှာလည်း frame တစ်ခုရှိဖို့လိုပါတယ် NCA ဆိုတဲ့ဒီ role model ကြီးတစ်ခုနဲ့တွားမယ်ဆိုရင် NCA မှာဘယ်လောက်ထိပေးနိုင်တယ်လဲဆိုတဲ့အချိန်တစ်ခုအတွင်းမှာဆောင်ရွက်တဲ့ဆောင်ရွက်သားတွေကိုဖိတ်ခေါ်ဆောင်ရွက်တဲ့ဆောင်ရွက်ထိုက်တာညှိနှိုင်းတဲ့ညှိနှိုင်းတဲ့နာတွေကိုညှိနှိုင်းပြီးတော့ဒါတွေကိုကြော်လွန်သွားရင်တော့အမြင့်ဖြတ်တုတ်တင်ရေးဆိုတဲ့လမ်းကြောင်းအတိုင်းပြက်ပြက်သားသားဆောင်ရွက်သွားဖို့လိုအပ်တယ်ဆိုတဲ့အခြေအနေမျိုးကိုကျွန်တော်တို့ချိန်ထိုးပြီးတော့ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။တမရဟောင်းဦးသိန်းစိန်မှားခဲ့တဲ့အမှားလိုင်ဇာမျိုးဝကနေပြန်လာခဲ့ရရဲ့နောက်ဆက်တွဲ AA ဆိုတာပေါ်လာတယ် TNL ဆိုတာပေါ်လာပြီးတဲ့နောက်အခု PDF တွေကနေတဆင့်စကိုင်းတိုင်းဒေသကြီးတကြောလုံးအညာဒေသတစ်ခုလုံးမိလောင်ကျွမ်းစီခဲ့ရတာဖြစ်ပြီးတော့တမတော်သားအရာရှိစစ်တီတွေလည်းအများကြီးထိခိုက်မှုတွေရှိခဲ့တယ်မြမမြေရှားတွေတမလန်းတစ်တွေအပါအဝင်ကြောက်စိမ့်တွေနဲ့မြေပုံမြောက်တည်ရန်ဇာတာတွေအားလုံးကိုလက်ဝဲကြီးအုပ်ပြီးချဲလဲနေတာတွေကိုလည်းထိုင်ကြည့်နေရတယ်မြေပုံမှာသာပြည်တော်စုတမရမြန်မာနိုင်ငံတော်ရဲ့မြေပုံအဖြစ်ရှိနေပေမဲ့မြေပုံထဲမှာရှိတဲ့တချို့သောနေရာတွေကအကြမ်းဖက်သမားတွေထိန်းချုပ်ထားရဆိုတဲ့အခြေအနေကပြည်တော်စုရဲ့တစ္ဆာကိုတီးဖို့အတွက်လှုပ်ဆောင်တဲ့လှုပ်ဆောင်ထိုက်တာတွေကိုလှုပ်ဆောင်သွားရရမှာဖြစ်တယ်ဒါတွေအားလုံးရဲ့အဖြစ်ကတော့တစ်ခုတည်းပဲရှိပါတယ်လိုင်ဇာကိုမြေလှန်ဖို့လိုတယ်လိုင်ဇာကိုပြချဖို့လိုတယ်လိုင်ဇာမှာတပါအခြားမရှိဆိုတဲ့နိုင်ငံရေးပု္ပ္ပစာတစ်ပုဒ်ကိုအကောင်းဆုံးအဖြစ်ထုတ်ဖို့အချိန်ကျလာပြီဖြစ်တယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့တရက်ကံပြည်သူ့စစ်ရွာကဖြစ်စဉ်ကိုဘယ်လိုသင်ခန်းစာယူမလဲဆိုတဲ့သတင်းဖြစ်ပါတယ်တရက်ကံဆိုတဲ့ပြည်သူ့စစ်ရွာကြီးကအကြမ်းဖက်သမားတွေအများအပြားစိုးသွမ်းတောင်းကျမ်းပြီးတော့အညာဒူပိုင်းနဲ့အနီးဆုံးမှာရှိနေပါတယ်ရေစကြိုမြိုင်နဲ့ကံမလမ်းပိုင်းရဲ့အတွင်းဘက်မှာရှိတဲ့ကြေးရွာတွေဖြစ်တယ်အကြမ်းဖက်သမားတွေဝိုင်းဝန်းပိတ်ဆို့ထားတဲ့နေရာမြေခွေးတွေအများကြီးဝန်းရံထားတဲ့နေရာမှာတမတော်နဲ့အတူပြည်သူ့စစ်အနေနဲ့ရှိပြီးတော့အကြမ်းဖက်သမားတွေကိုခုခံကာကွယ်နေတဲ့ကြေးရွာတွေဖြစ်ပါတယ်တကယ်တော့ပြည်သူ့စစ်ရွာတွေမှာပြည်သူ့စစ်တွေကိုလိုအပ်တာတွေကိုထောက်ပံ့ပေးဖို့လိုတယ်ထောက်ပံ့ပေးတယ်ဆိုတာမှလည်းမိဂျိုမောင်းပြက်တွေကိုထောက်ပံ့ပေးမထားဖို့လိုပါတယ်ဒါဆိုရင်အခုပြည်သူ့စစ်ရွာတရက်ကံရွာဘာကြောင့်အကြမ်းဖက်သမားတွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လဲတိအချက်ကတံမြန်တိုက်ခိုက်နိုင်တဲ့လက်နက်တွေမိဂျိုမောင်းပြက်တွေဖြစ်နေတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်ပြည်သူ့စစ်ရွာမှာဖမ်းဆီးခံရတဲ့အချိန်တမတော်သားတွေအရာရှိတွေမိသားစုတွေထိခိုက်မှုတွေရှိခဲ့တယ်သိဆုံးမှုတွေရှိခဲ့တယ်နောက်ဆုံးအကြမ်းဖက်သမားတွေက24နာရီသာတိုက်ခိုက်ပြီးတော့24နာရီတိုက်ခိုက်ပြီးတဲ့နောက်ပြည်သူ့စစ်ရွာကိုလက်လွတ်ခဲ့ရတယ်အဲ့ဒီတရက်ကံရွာဆိုတာကမြိုင်မျိုးကနေတွက်မယ်ဆိုရင်73မိုင်အကွာဝေးမှာရှိတယ်ပခောက်ကိုတမ100ရဲ့အနောက်တောင်ဘက်ကျောင်းလောက်မှာရှိနေတဲ့ကြေးရွာတွေဖြစ်တယ်လမ်းမကြီးကိုတွက်မယ်ဆိုလို့ရှိရင်မြစ်ချေကံမမြိုင်လမ်းပေါ်မှာရှိနေတဲ့ကြေးရွာဖြစ်ပါတယ်အကြမ်းဖက်သမားတွေအများပြားပေါ်ထွက်လာတဲ့အချိန်နိုင်ငံတော်ကိုတစ္ဆာရှိစွာနဲ့နိုင်ငံတာဝန်ထမ်းဆောင်နေကြတဲ့ကုံကုံပြောရရင်ကိုထမင်းကိုစားပြီးကြီးတော်နွားကြောင်းနေကြတဲ့ပြည်သူ့စစ်ရွာတွေဖြစ်ပါတယ်အကြမ်းဖက်သမားတွေကလည်းတမတော်စစ်စခန်းတွေကိုမတိုက်ခိုက်နိုင်ရင်ဒီပြည်သူ့စစ်ရွာတွေကိုရမဲရှာပါတယ်။ဘာကြောင့်လဲဆိုတော့အင်အားကြီးထွားတဲ့အင်အားများတဲ့တံမြန်တိုက်ခိုက်နိုင်ကြီးရှိတဲ့သူတို့အနေနဲ့တွက်ဆကြည့်လို့ပေသီးခောက်ကြည့်လို့တမတော်စစ်စခန်းတွေကိုတွားရောက်တိုက်ခိုက်တဲ့အချိန်တေဆုံးနိုင်ကြီးရှိတယ်ဆိုရင်တွားရောက်တိုက်ခိုက်ခြင်းမရှိပေမဲ့ပြည်သူ့စစ်ရွာတွေကိုတော့ရွာလုံးကျွတ်ပြစ်ခတ်တာတွေရွာလုံးကျွတ်မိရှို့တာတွေရွာလုံးကျွတ်ဖျက်တောက်ပိတ်ဆို့တာတွေကိုပြုလုပ်လေရှိပါတယ်ဒီလိုအခြေအနေမှာတမတော်အနေနဲ့ပြည်သူ့စစ်တွေကိုစီမံခန့်ခွဲနေတဲ့ဒေသတွေမှာရှိနေတဲ့တပ်နှင်မှုတွေအနေနဲ့ပြည်သူ့စစ်ရွာမှာလိုအပ်တဲ့ပထမဦးစားပေးကလက်နက်ခဲယမ်းဖြစ်ပါတယ်ဒုတိယဦးစားပေးကစားနေရိက္ခာဖြစ်ပြီးတော့တတိယဦးစားပေးကစေဝါဖြစ်ပါတယ်ဒီ logistic လမ်းကြောင်းမှာအကြမ်းဖက်သမားတွေကပိတ်ဆို့ထားရင်ကျွန်တော်တို့က airdrop တွေနဲ့ချပေးရတယ် airdrop တွေနဲ့ချပေးတဲ့အခြေအနေမှာလက်နက်ခဲယမ်းတွေကိုလိုအပ်တာတွေအတိုင်းကောင်တာပြန်ဝင်နိုင်မှုအတွက်ပြည်သူ့စစ်ရွာတွေအနေနဲ့အထိုင်ချထားတာဖြစ်တယ်ဒေသတွင်းတည်ငြိမ်အေဂျင့်တွေအတွက်ဒေသနရလုံခြုံရေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့အတွက်လက်နက်ခဲယမ်းတွေကိုတော့လူလိုပေးဖို့လိုပါတယ် PDF တွေကအကြမ်းဖက်သမားတွေကထောက်ပံ့ကြေးတွေနဲ့ဓမြတိုက်လို့ရတဲ့ပတ်စံတွေနဲ့ rifle တွေမောင်းပြန်တွေပြုတ်နေတဲ့အချိန်ပြည်သူ့စစ်ရွာတွေကတနက်တွေကဘိုးတော်ဖျားလက်ထက်ကကားပိုင်းတွေတစ်ချက်ထိုးတစ်ချက်ပြစ်တွေတစ်ချက်ထိုးနှစ်ချက်မြောင်းပူပြောင်းပူတဲ့တနက်တွေပေးထားတော့တကယ်တမ်းထိတွေ့တိုက်ပွဲအတွင်းမှာတံမြန်ပြစ်ခတ်နိုင်တဲ့ဒီကြည်စံအရေးအတွက်တံမြန်ပြစ်ခတ်နိုင်တဲ့အရေးအတွက်
ဒီအရေးအတွက်တွေကစစ်ပွဲတစ်ပွဲမှာအများကြီးစကားပြောလာပါတယ်ဆိုတော့အခုဒီတရက်ကံပြည်သူစစ်ရွာလက်လွတ်ရခြင်းကတစ်ဖက်ကအကြမ်းဖက်သမားတွေအတွက်ဂုံယူစရာဖြစ်လာတယ်ဂုံစားစရာဖြစ်လာတယ်တပ်မတော်ကတစ်ဖက်မှာမြို့တွေကိုတိုက်ခိုက်နေတဲ့အချိန်တစ်ဖက်မှာပြည်သူစစ်စခန်းတိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းလွှတ်လေးကတစ်ဖက်မှာမြို့ကြီးတစ်မြို့ကိုတံပြန်တိုက်ခိုက်သိမ်းမဲ့နိုင်ခဲ့ပေမဲ့တစ်ဖက်ကကြေးရွာတရွာကိုလက်လွတ်ရခြင်းကလည်းစိတ်သက်ရေးရအရာ modern warfare မှာအများကြီးတက်ရောက်မှုရှိပါတယ်မြို့တစ်မြို့သိမ်းပိုက်ခံရတာနဲ့မြို့10မြို့သိမ်းပိုက်တာနဲ့ကြေးရွာတရွာလက်လွတ်ရတာနဲ့တက်ရောက်မှုကအများကြီးရှိလာပါတယ်ဒါဆိုရင်ပြည်သူစစ်ရွာတွေနဲ့ပတ်သက်ရင်တပ်မတော်ကဘယ်လိုသင်ခန်းစာယူမလဲအခုအကြမ်းဖက်သမားတွေဘက်ကထုတ်ပြန်လာတဲ့ဗီဒီယို footage တွေမှတ်တမ်းဓာတ်ပုံတွေကိုပြန်ကြည့်လိုက်ရင်တရက်ကံပြည်သူစစ်ရွာကတင်ဆက်ရရှိမိခဲ့တဲ့လက်နက်တွေပြန်ကြည့်လိုက်ရင်မီဒီယိုမောင်းပြက်တွေကာပိုင်ဆိုတဲ့တနက်တွေရဲတွေသာကင်တဲ့အဆင့်ရှိတဲ့တနက်တွေတစ်ချက်ပြစ်လို့ရှိရင်နှစ်ခါလောက်ပြောင်းဖို့တဲ့တနက်တွေကတကယ်တမ်း rifle တွေနဲ့ရှင်ပြည့်ဘယ်လိုမျိုးခံနိုင်မလဲ24နာရီနေပါတောင်းခံထားတဲ့တရက်ကံပြည်သူစစ်ရွာနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတော့ကျွန်တော်တို့ကချီးကျူးရအောင်ပါတကြောက်နဲ့ကြီးထိုးပြီးပြစ်ခတ်ရတဲ့တနက်တွေနဲ့တစ်ဖက်ကကြီးကတကက်ထိုးပြီးတော့အော်တိုမရှင်းတွေနဲ့ပြစ်ခတ်နိုင်တဲ့ rifle တွေနဲ့ဖြင်းပြီးပြစ်နေရတဲ့အချိန်အင်အား40လောက်ရှိပြီးတော့ဒီ40မှာတနက်တွေကမီဂျိုမောင်းပြက်တွေနဲ့အကြမ်းဖက်သမားတွေရဲ့လာရောက်တိုက်ခိုက်မှုကိုခုခံနေတာကစိတ်သက်ကြောင်ပဲဖြစ်တယ်စိတ်သက်မာကြောမှုတော့အကြမ်းဖက်သမားတွေရဲ့လာရောက်တိုက်ခိုက်မှုကိုခုခံကာကွယ်နိုင်တာ24နာရီလေကြောင်းပြစ်ကိုတွေပေးခဲ့တဲ့ဆိုပေမဲ့မြေပြင်မှာဥထားနိုင်တဲ့သူကသာစစ်နိုင်နေဆိုတဲ့အခြေအနေက21ရာစုမှာလည်းလုံးဝမပြောင်းလဲသေးပါဘူးမြေပိုင်မှစစ်နိုင်မယ်ဆိုတဲ့စစ်ရဲ့တသနာမြေပိုင်မှစစ်နိုင်မှာဆိုတဲ့စစ်ရဲ့ဝိသေသတွေကအခုချိန်ထိပြောင်းလဲခြင်းမရှိသေးပါဘူးဒါကြောင့်မြေကိုပိုင်မှုအတွက်မြေပြင်မှာရှိနေတဲ့တပ်တွေအခုပြည်သူစစ်တွေနဲ့ပတ်သက်တဲ့အကြောင်းကိုပြောတဲ့အတွက်ပြည်သူစစ်ကြွားတွေပြည်သူစစ်တပ်ဖွဲ့တွေဒေသန္တရလုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလက်နက်ခဲယမ်းလုံလောက်အောင်ထောက်ပံ့ပေးဖို့လိုတယ်စားနပ်ရိက္ခာ logistic ကိုထောက်ပံ့ပေးနိုင်ဖို့လိုတယ် logistic လမ်းကြောင်းတွေပိတ်ဆို့ခံထားရတဲ့ဆိုရင်တော့မှ airdrop တွေနဲ့ချပေးဖို့လိုတယ်စစ်မြေပြင်ဖြစ်တဲ့အတွက်ထိခိုက်မှုတွေရှိနိုင်တဲ့အတွက်စေဝါကုသမှုတွေမှာလိုအပ်တာတွေဆောင်ရွက်ပေးနိုင်ဖို့ထောက်ပံ့ပေးဖို့လိုတယ်ဒီသင်ခန်းစာကိုတရက်ကံရွာသင်ခန်းစာကိုကျွန်တော်တို့ကဘယ်လိုမျိုးဆက်လက်ကင်တွယ်မလဲဆိုတဲ့အခြေအနေတိုင်းတော့တပ်မတော်ကဒီမြို့တွေကိုတောင်မှတိုက်ခိုက်သိမ်းပိုက်နိုင်တာဖြစ်တဲ့အတွက်ရွာတွေကိုတိုက်ခိုက်သိမ်းပိုက်ဖို့ဆိုတာကလည်းမခက်ပါဘူးသို့တော့ဂုံတိတ်ခါအရာထိခိုက်တယ်စိတ်တဲ့ရေးရာအရာထိခိုက်တယ်ဒါတွေကိုကျွန်တော်တို့ကကင်တွယ်ဖို့လိုတယ်ဖြည့်ရှင်းဖို့လိုတယ်ဖြည့်ဆည်းဖို့လိုတယ်ဒါဆိုရင်ဆိုလိုရင်းကိုပြန်ဆက်ကြည့်ရအောင်ဆိုလိုရင်းကိုပြန်ဆက်ရမယ်ဆိုလို့ရှိရင်တော့မြစ်ချီကံမမြိုင်လမ်းပိုင်းပေါ်မှာရှိနေတဲ့အကြမ်းဖက်အဖွဲ့ပေါင်း16ဘွဲ့ကပေါင်းပြီးတော့အင်အား40လောက်ရှိတဲ့တပ်မတော်ရဲ့ပြည်သူ့စစ်ရွာကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တယ်22ရက်နေ့မနက်9:00နာရီလောက်ကနေဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တာ23ရက်နေ့မနက်9:00နာရီမှာလက်လွတ်ခဲ့ရတယ်ဆိုတဲ့သတင်းလက်လွတ်ခဲ့ရတယ်ဆိုတဲ့အခြေအနေ24နာရီအတွင်းအဖွဲ့ပေါင်း16ဘွဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အချိန်ဘယ်လောက်ထိစိတ်ဓာတ်တွေမာကြောခဲ့တယ်လဲနောက်ဆုံးအချိန်မှာဘယ်လောက်ထိခံပြင်းစွာနဲ့ပဲလက်နက်ချခဲ့ရတယ်လဲဆိုတဲ့အခြေအနေကိုကျွန်တော်သင်ခန်းစာယူဖို့လိုတယ်ဒီရွာကပြည်သူ့စစ်ရွာလေးကိုတိုက်ခိုက်ဖို့အတွက်ပကုတ်ကူခရိုင်မှာရှိနေတဲ့တရင်နဲ့တရင်6တရင်ခွန်တရင်14နဲ့တရင်19ကတရင်9ရင်ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်ဒါအပြင်ဘေးဘက်ဝန်းကျင်မှာရှိနေတဲ့မြိုင်ပကဖကံမပကဖနဲ့ ABSD ရဲ့အပါအဝင်အဖွဲ့ပေါင်း19ဘွဲ့ချိတ်ဆက်ပြီးတော့အင်အားလုံးရင်းနဲ့ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လေကြောင်းဖြစ်ကူတွေပေးနေပေမဲ့လည်းမြေပြင်မှာခုခံနိုင်တဲ့အင်အားက40သာရှိတယ်အင်အား40လောက်ရှိတဲ့တပ်စခန်းလေးကို PDF အဖွဲ့ပေါင်း19ဘွဲ့20နီးပါးကလာရောက်တိုက်ခိုက်တဲ့အခြေအနေမျိုးမှာဘယ်သူကရောခုခံကာကွယ်နိုင်မလဲဘာတပြန်ကြားတပြန်နဲ့ချမယ်ဆိုရင်တော့မှဒီအချိန်ကိုတရက်တည်းနဲ့လက်လွတ်သွားရတဲ့အခြေအနေကနေ2ရက်လောက်တောင့်ခံနိုင်မယ်ဆိုပေမဲ့အခုလိုမီဂျိုမောင်းပြက်ကာပိုင်တနက်တွေပေးထားပြီးတော့အကြမ်းဖက်သမားတွေက rifle တွေ AK တွေ M60 တွေနဲ့လာရောက်တိုက်ခိုက်တဲ့အချိန် MA1 MA2 တွေငချင်းမီးတွေနဲ့လာရောက်ပစ်ခတ်တဲ့အချိန်ဘယ်လိုခုခံကာကွယ်မလဲအသက်တွေအပေါ်မပါသလိုပစ်ခတ်နေတဲ့ကြီးစံတွေကလည်း rubber ကြီးတစ်ခုမှမပါဘူးဖြစ်တယ်ဒါပေမဲ့ကြည့်လိုက်ရင်ဖန်ဆီးခံရတဲ့ခဲယမ်းတွေလက်နက်တွေကိုကြည့်လိုက်ရင်မီဂျိုမောင်းပြက်တွေဖြစ်နေတယ်ကာပိုင်တွေဖြစ်နေတာကိုမြင်တွေ့ရတယ်လက်ရှိတရက်ကန်ကြေးရွာဘာကြောင့်လက်လွတ်ရတယ်လဲဆိုတော့ပု္ပ္ပစာတစ်ပုဒ်ရဲ့အဖြစ်ကိုကွင်းကွက်နဲ့ပြနေတာဖြစ်တယ်ဒါကြောင့်မလို့ဒီအကြမ်းဖက်သမားတွေဝိုင်းဝန်းပိတ်ဆို့ခံထားရတဲ့ဒေသကပြည်သူ့စစ်ရွာတွေမှာလိုအပ်တဲ့လက်နက်ခဲယမ်းထောက်ပံ့ပေးဖို့ပြည်စုံမှုလုံလောက်ဖို့ဆိုတာထက်ဖူလုံမှုထိပိုရှံမှုထိထောက်ပံ့ပေးဖို့လိုတယ်နောက်တစ်ချက်က logistic ပိတ်ဆို့ခံထားရရင်စားနပ်ရိက္ခာစီးပွားတွေကိုဖူလုံဆောင်ရွက်ပေးသွားဖို့လိုတယ်အနည်းဆုံး3လစာနီးပါးစားနပ်ရိက္ခာ3လအတွင်းစေကုသနိုင်တဲ့လူဦးရေရဲ့4စာနီးပါးလောက်ကိုစေကုသနိုင်တဲ့စေဝါထောက်ပံ့ပေးထားဖို့လိုပါတယ်ဒါတွေကိုနောက်ထပ်ပြည်သူ့စစ်ရွာတွေမှာသင်ခန်းစာယူပြီးတော့လိုအပ်တာတွေကိုထောက်ပံ့ပေးဖို့လိုပါတယ်ပြည်သူ့စစ်ရွာတွေဆိုတာကတပ်မတော်ရဲ့မိတ်ဖက်တွေဖြစ်တယ်တပ်မတော်နဲ့အတူပူးပေါင်းပြီးတော့ဒေတာတွေတည်ငြိမ်အေဂျင့်ကြီးအကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုကိုခုခံနေတဲ့အဖွဲ့တွေဖြစ်တဲ့အတွက်လက်နက်ခဲယမ်းတွေနဲ့ပတ်သက်ရင်တိုက်ပွဲတစ်ပွဲကိုဖော်ဆောင်နိုင်မှုအတွက်တိုက်ပွဲတစ်ပွဲရဲ့ရလက်စစ်ပွဲတစ်ပွဲရဲ့ရလက်ကိုရလက်ပြောင်းစီမှုအတွက်ကတော့ဒါတွေကအများကြီးစကားပြောပါတယ်
သူများကကြည်စံ10ချက်ထွက်နေတဲ့အချိန်ကိုယ့်ဘက်ကကြည်စံတစ်ချက်ထွက်ဖို့တောင်မှအားထည့်ပြီးတော့ခက်ခဲရင်ပြုလုပ်နေရတယ်ဆိုတဲ့အခြေအနေမှာတိုက်ပွဲကရလက်ဒီလိုမျိုးပဲထွက်လာမှာပါဒါကြောင့်တရက်ကန်ကြေးရွာလက်လွတ်ရတဲ့အချိန်ဖန်ဆီးခံရတဲ့ကျွန်တော်တို့ရဲ့ညီနောင်တွေပြည်သူစစ်တွေနဲ့လူမျိုးတက်ဖို့ဝင်တွေကိုကျွန်တော်အပြစ်မဖို့လို့ပါဘူးဆောင်ရွက်ပေးဖို့လိုတဲ့သူတွေရဲ့လိုအပ်ချက်အနေနဲ့ဒါတွေကိုနောက်ထပ်သင်ခန်းစာယူပြီးတော့ကြန့်ရှိနေသေးတဲ့ကြေးရွာတွေကံကောဒေသမှာဆိုလို့ရှိရင်လည်းကံကောမြောက်ချမ်းကမြောက်ခင်ရန်ဒေသကပြည်သူစစ်ကြေးရွာတွေအပါအဝင်မြိုင်ပေါက်ရောစောဒေသကပြည်သူစစ်ကြေးရွာတွေကိုလည်းလုံလောက်တဲ့လက်နက်ခဲယမ်းတွေထောက်ပံ့ပေးဖို့လိုအပ်တဲ့ဆိုတဲ့အခြေအနေကိုဒီအခြေအနေကိုသင်ခန်းစာယူပြီးတော့ကျွန်တော်ဖြည့်ဆည်းပေးသွားကြရမှာဖြစ်တယ်ဒါကကိုယ့်ဘက်ကိုကြည့်ပြီးတော့လိုအပ်တာတွေဖြည့်ဆည်းသွားရမယ်ဆိုတဲ့သင်ခန်းစာကောင်းကောင်းယူတတ်ဖို့လိုတယ်ဆိုတဲ့အခင်းချင်းဖြစ်ပါတယ်နောက်ထပ်တစ်ချက်ကတော့အကြမ်းဖက်သမားတွေကိုဒီလိုမျိုးစုဖွဲ့ခွင့်ဘာကြောင့်ပေးထားတာလဲအကြမ်းဖက်သမားတွေအင်တိုင်းအားတိုင်းနဲ့လာရောက်တိုက်ခိုက်ဖို့အချိန်စစ်ရေးပြင်ဆင်မှုကိုဘသူကသတင်းမပို့တာလဲဘာကြောင့်သတင်းမရတာလဲဆိုတဲ့အချက်နဲ့ဒီလိုမျိုးတိုက်ပွဲဖော်ဆောင်မှုတွေနောက်မှာရှိနေတဲ့ကြည်စံတွေလက်နက်တွေခဲယမ်းတွေနဲ့ရန်မုံငွေတွေအသုံးပြုတဲ့ငွေကြေးစီးဆင်းရာတွေကိုဘာကြောင့်မဖြတ်တောက်နိုင်တာလဲမြိုင်ဒေသဆိုတာကလက်ပန်တို့ရေနယ်မြေအပါအဝင်ဘေးပတ်ဝန်းကျင်ကအညာဒူပိုင်းကငွေကြေးအများပြားထွက်ရှိနေတဲ့ဒေသတွေအညာဒူပိုင်းဆိုပြီးတော့ AR အောင်စောတို့ပေါ်လိုက်တာတစ်နှစ်ကျော်သွားပြီဖြစ်တယ်ဒီနေ့ဒီအချိန်ထိဒီဒေသကိုမြင်မလန်နိုင်သေးဘူးမြင်မလန်တာကိုအရာဦးစားပေးဆောင်ရွက်ရတာဖြစ်တဲ့အတွက်အညာဒူပိုင်းကိုနိုင်ငံတော်အလံပြန်မဆိုင်သေးဘူးဆိုရင်တောင်မှဒီဒေသကိုမြေလံထားဖို့လိုတယ်အညာဒူပိုင်းပတ်ဝန်းကျင်တကြောပေါက်ရဲ့မြောက်ပိုင်းဒေသမြိုင်ရဲ့အနောက်ချမ်းဒေသဂံကောရဲ့တောင်ဘက်ချမ်းဒေသတွေကိုကျွန်တော်တို့ကပိတ်ဆို့ဖို့လိုတယ်မြိုင်ပေါက်ရောစောဒေသနဲ့ဒီပလဲရဲ့တောင်ဘက်ချမ်းဂံကောရဲ့တောင်ဘက်ချမ်းဒေသအညာဒူပိုင်းဒေသဧရိယာအပြင် -10 ပတ်ချာလဲကိုကျွန်တော်တို့မြေလံရှင်းလင်းထားနိုင်ခဲ့မယ်ဆိုရင်အကြမ်းဖက်သမားတွေရဲ့တစ်အချက်တရားမဝင်ရေနံတူးဖော်မှုကိုဟန်တားနိုင်မယ်။နှစ်အချက်ရေနံတူးဖော်ထုတ်လုပ်မှုကိုဟန်တားနိုင်ရင်သူတို့ရဲ့ငွေကြေးစည်းစိမ်ရရန်မုံငွေနဲ့ဗန်နာငွေကိုဖြတ်တောက်နိုင်မယ်။သုံးအချက်ငွေကြေးရယူမှုငွေကြေးခက်ခဲဖြစ်လာတယ်ဆိုလို့ရှိရင်လက်နက်ခဲယမ်းဝယ်ယူရမှာအချက်တဲတွေဖြစ်လာမယ်။လေးအချက် logistics ပါပိတ်ဆို့ထားနိုင်ခဲ့မယ်ဆိုရင်အကြမ်းဖက်သမားတွေအတွက်ကျိုးတုပ်ပြီးရေထဲပြက်လိုက်တယ်လို့ဖြစ်သွားမယ်ဆိုတဲ့အခင်းချင်းမျိုးကိုမြင်တွေ့ရတယ်။ဒါကြောင့်ဘလောက်ပဲစစ်ကြောင်းထိုးဘလောက်ပဲပြည်သူစစ်ရွာတွေရှိဘလောက်ပဲဒေတာရေးတည်ငြိမ်အေဂျင့်ကြီးပြပြောင်းစခန်းတွေကိုဝင်သိမ်းတစ်အချက်အညာဒူပိုင်းကိုမြေမလန်နိုင်တဲ့၍ဒီဒေသကစိုးတန်းတောင်းကျမ်းနေဦးမှာဖြစ်တယ်။ရေနံထွက်ပြီးတော့ရေနံတူးဖော်မှုတွေကိုမရက်တန့်နိုင်သေးတဲ့၍အကြမ်းဖက်သမားတွေကဖော်ဖော်တိတိနဲ့ငွေကိုရေလိုသုံးပြီးတော့ကြည်စံတွေဝယ်နေဦးမှာဖြစ်တယ်။ဒီနေ့အခင်းချင်းရဲ့ဒီနေ့ပြည်သူစစ်ရွာတွေတိုက်ခိုက်သိမ်းပိုက်ခံရခြင်းရဲ့သင်ခန်းစာတွေရဲ့နောက်ဆက်တွဲတစ်ဖက်မှာကိုဘလို့ပြန်လဲပြင်ဆင်ရမလဲ reform ပြုလို့ရမလဲဆိုတဲ့သင်ခန်းစာတွေရှိတယ်လို့တစ်ဖက်ကအကြမ်းဖက်သမားတွေနဲ့ပတ်သက်ရင်ဘလို့ကင်တွေဖြည့်ရှင်းသွားရမလဲဆိုတဲ့လိုအပ်ချက်တွေကိုတိတိတသာကွက်ကွယ်မြင်တွေ့လာကြရတာဖြစ်ပါတယ်။ဒါကြောင့်တရက်ကံပြည်သူစစ်ရွာကပြီးတဲ့သင်ခန်းစာကိုကျွန်တော်တို့အကောင်းဆုံးသင်ခန်းစာယူဖို့လိုတယ်။ဒေသတွင်းမှာရှိနေတဲ့တပ်နှင့်မှုတွေနဲ့တပ်ဆိုင်ရာတာဝန်ရှိသူတွေလည်းပြည်သူစစ်ရွာတွေကိုလက်နက်ခဲယမ်းတောက်ပံ့ရမှာကြည်စံတွေကိုလိုအပ်တယ်လို့မပေးတာတွေလက်နက်ခဲယမ်းလုံလောက်အောင်မပေးတာတွေကတကယ်တမ်းတိုက်ပွဲဖြစ်ပေါ်တဲ့အချိန်ရန်သူကိုမဟန်တားနိုင်ဘူးဆိုတဲ့အခြေအနေကတိုက်ပွဲတစ်ပွဲရဲ့ရလဒ်ကိုအများကြီးတက်ရောက်မှုရှိစေတယ်ဆိုတဲ့သတင်းနဲ့အတူတရက်ကံကြီးရွာကပြီးတဲ့သင်ခန်းစာကိုကျွန်တော်တို့လာမယ့်ကာလတွေအတွင်းအကောင်းဆုံးပြန်လည်ပြီးတော့ပြင်ဆင်သွားကြရမှာဖြစ်တယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ချင်းပြည်နယ်ကသတင်းလေးကိုဖြည့်ဆွတ်တင်ဆက်ပေးကြပါမယ်။ဒါကတော့တမတော်ကအခုဒီချင်းပြည်နယ်ရဲ့ဝင်ပေါက်ဖြစ်တဲ့မင်းတပ်နဲ့ကံပတ်လက်ကိုစီအရာပြစ်မှတ်ထားနေတယ်ဆိုတဲ့အခြေအနေကတော့လုံးဝရှိနေပါတယ်။ဒီအချိန်မှာမင်းတပ်ကိုရောကံပတ်လက်ကိုရောလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ဖြစ်တယ်။ကံပတ်လက်မြို့ကိုလည်းဒီနေ့မနေ့မေလ25ရက်နေ့မနေ့ပိုင်းကဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်ထားသလိုမင်းတပ်မြို့ကိုလည်းမနေ့ကမေလ24ရက်နေ့ညမေလ25ရက်နေ့မနေ့အစောပိုင်းမှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ထားပါတယ်။အဆက်လက်ပြီးတော့ချက်ထွင်လာတဲ့စစ်မျက်နှာကမတူပီပတ်ဝန်းကျင်မှာတမတော်ကမင်းတပ်နဲ့ကံပတ်လက်ကိုကြော်လွန်ရင်နောက်ထပ်အရေးပါလာတဲ့ဒေသချက်ကွက်မှာရှိနေတဲ့နေရာမတူပီဖြစ်ပါတယ်။မတူပီနဲ့ပလောဝဒေသကရခိုင်စစ်သွေးကြွတွေအတွက်ကိုချင်းလက်နက်ကန်အဖွဲ့ပေါင်းစုံ9ယောက်တစု10ယောက်တစုနဲ့ဖွဲ့ထားတဲ့ချင်းလက်နက်ကန်အဖွဲ့တွေအားလုံးရဲ့အဓိကနောက်ဆုံးခန်းစီကြီးရဲ့ပထမစီးဖြစ်ပါတယ်။မတူပီကချင်းပြည်နယ်မှာနောက်ဆုံးတိုက်ခိုက်ရမယ်ပလောဝပြီးရင်အရင်ဆုံးကြုံတွေ့ရမယ်ခန်းစီကြီးဖြစ်ပါတယ်။ဒီလိုနေရာကိုတက်မတော်ကဒီစီရေးဖြန့်ချက်ပြီးတော့မတူပီပတ်ဝန်းကျင်အထိပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်လာတာကိုမြင်တွေ့ရတဲ့အတွက်တက်မတော်ကမင်းတပ်နဲ့ကံပတ်လက်အပြင်နောက်ထပ်စီရေးပြစ်မဲ့ဖြစ်လာနိုင်တဲ့မတူပီဒေသအထိလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတာကိုမြင်တွေ့ရတယ်။ဒါကြောင့်တက်မတော်အနေနဲ့မင်းတပ်နဲ့ကံပတ်လက်ကိုစစ်ကြောင်းထိုးတိုက်ခိုက်သိမ်းပိုက်လို့ရရဲ့တန်းနဲ့အခုချိန်ထိတက်မတော်စစ်ကြောင်းတွေကဘေးပတ်ဝန်းကျင်မှာအထိုင်ချပြီးတော့ဒီမြို့နှမြို့ကိုခတ်တောက်လုပ်ထားတယ်ဖြတ်တောက်ထားတယ်အကြမ်းဖက်သမားတွေစုဖွဲ့နေတဲ့နေရာတွေကိုအနည်းဆုံးမှာရှိပြီးတော့ပြစ်ခတ်ရှင်းလင်းနေတာတွေပြုလုပ်ထားတဲ့အတွက်တပ်မတော်ရဲ့စစ်စင်ရေးဗျူဟာကလူကြီးတွေအကောင်းမှုဆုံးဆောင်ရွက်ထားတဲ့စီစဉ်ထားတဲ့ပုံစံမျိုးအတိုင်းပဲအချိန်ကောင်းအခါကောင်းကိုစောင့်နေတယ်လို့ကျွန်တော်တို့ကယူဆမိပါတယ်
ဒီလိုအခြေအနေမှာပဲတမတော်ကဒီမင်းတပ်မြို့နဲ့ကံပက်လက်မြို့အပါအဝင်ကြော်လွန်ပြီးတော့မင်းတပ်ကိုကြော်လွန်ပြီးတော့ဒီမတူပီမြို့ရဲ့အထိလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်လာတယ်ဆိုတဲ့သတင်းတွေကိုလည်းကျွန်တော်ကြားသိရပါတယ်ဒါကတော့မနေ့ကမေလ24ရက်နေ့မနက်8နာရီခွဲကနေဒီ10နာရီထိ24ရက်နေ့တရက်လုံးနှီးပါမတူပီမြို့နယ်တွေကအကြမ်းဖက်သမားတွေရဲ့စုဖွဲ့နေရာတွေကိုတမတော်ကကင်းထောက်ပြီးပုံကျရှင်းလင်းတာတွေပြုလုပ်လာပါတယ်မတူပီနဲ့မင်းတပ်လမ်းပိုင်းမှာတမတော်ကစပြီးတော့စံနှင်းနာလာတယ်ဆိုတဲ့အခင်းချင်းမျိုးကိုမြင်တွေ့ရတဲ့အတွက်မတူပီနဲ့ကံပက်လက်လမ်းကြောင်း logistic လမ်းကြောင်းကိုပိတ်ဆို့နိုင်မှုအတွက်ဒီ front line မှာပေးနေတဲ့ supply ကိုသာပိတ်ဆို့နိုင်ရေးအတွက်ဆောင်ရွက်နေတယ်ဆိုတဲ့အခြေအနေမျိုးကိုမြင်တွေ့ရတယ်။ဒါကြောင့်မလို့တက်မတော်ကမင်းတပ်ကံပက်လက်ကိုနိုင်ငံတော်အလံပြန်လည်မဆိုင်ထူသေးဘဲနဲ့နောက်မှရှိနေတဲ့အကြမ်းဖက်သမားတွေထောက်ပံ့အုပ်ချုပ်မှုအတိကအရင်းမြစ်တွေကိုဖော်ထုတ်တိုက်ခိုက်သွားမယ်ဆိုတဲ့အခင်းချင်းမျိုးကိုကျွန်တော်မြင်တွေ့ရတယ်။နောက်ကအရင်းမြစ်တွေကိုတိုက်ခိုက်မယ်ဆိုတဲ့စီးရေးရည်မှန်းချက်တစ်ခုစီးရေးလှုပ်ရှားမှုတစ်ခုကိုမြင်တွေ့နေရတာဖြစ်ပါတယ်။ဒါကြောင့်တက်မတော်အနေနဲ့မင်းတပ်နဲ့ကံပက်လက်ကိုဝင်ရောက်ပိတ်ဆို့တိုက်ခိုက်မယ်အစားနောက်ကိုကြော်လွန်ပြီးတော့ကမ္ဘာမှာရှိနေတဲ့မတူပီအဖြစ်စစ်ပောင်ချဲ့လာတယ်ဆိုတဲ့သတင်းလေးကိုဖြစ်ဆွဲပြီးတော့တက်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲတမတော်ကပြန်လဲတင်းချုပ်ထားတဲ့ထိကြိုက်နဲ့ကတာအင်းတော်မော်လူပတ်ဝန်းကျင်တွေမှာကချင်လက်နက်ကိုင်တပေါင်း KI နဲ့အပေါင်းပါတွေလာရောက်ပြန်လဲနှောက်ယှက်မှုတွေကြောင့်ဒေသတွင်းမှာမတည်မငြိမ်ဖြစ်လာပါတယ်။တမတော်ကပြန်လဲတင်းချုပ်ပြီးတဲ့နောက်မြကြီးနားရွှေဘိုလမ်းပိုင်းအဲဒီကနေအခုထိကြိုက်ကတာအင်းတော်နှစ်ပါးမော်လူနန်စီအောင်ကနေမြကြီးနားထိပြည်တော်စုလမ်းမကြီးပွင့်သွားတယ်ဆိုတဲ့အခြေအနေကအကြမ်းဖက်သမားတွေကိုတီကောင်းနဲ့စားနဲ့တိုးလိုက်တယ်လို့ဖြစ်လာပါတယ်။ဒါကြောင့်မလို့ဒေတာရဲတည်ငြိမ်အေဂျင်စီပြပြောင်းဆောင်ရွက်ဖို့အတွက်အကြမ်းဖက်သမားတွေကအင်းတော်နဘာလန်းစောမော်လူပတ်ဝန်းကျင်တွေအထိဒရော့ဘုံနဲ့လာရောက်ကြေချတိုက်ခိုက်တာတွေတိုက်ပွဲဖော်ဆောင်တာတွေပြုလုပ်နေပြီးတော့ထိကြံရဲ့ကြားကတာနဲ့အင်းတော်ရဲ့ကြားမှာအကြမ်းဖက်သမားတွေတစ်ချိန်လုံးကတက်မတော်ရဲ့တံမြန်တိုက်ခိုက်မှုတွေကြောင့်ကြောက်လန့်နဲ့စစ်ရှုံးပြီးဆုတ်ခွာသွားတဲ့အကြမ်းဖက်အဖွဲ့တွေကကချင်လက်နက်ကင်တပေါင်း KIA ရဲ့ဘယ်နေရာကနေထောက်ပို့နေမှမသိတဲ့ထောက်ပံ့မှုတွေကြောင့်ဒီပြန်လည်စုဖွဲ့လက်နက်ခဲယမ်းတွေပြန်လည်စုဖွဲ့ပြီးတော့ထိကြိုက်နဲ့ကတာအင်းတော်မြို့နယ်ထဲမှာတံမြန်ပြီးတော့ဒေတာရင်းတည်ငြိမ်အေဂျင်စီပြပြောင်းဆောင်ရွက်လာတာကိုမြင်တွေ့ရပါတယ်။ဒါကြောင့်မလို့လဲတမတော်ကအကြမ်းဖက်သမားတွေရဲ့လာရောက်စုဖွဲ့တိုက်ခိုက်မှုတွေကိုတံမြန်တိုက်ခိုက်နေတာရှိပါတယ်။မြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေကလည်းမော်လူမျိုးရဲ့အနောက်ဘက်မှာရှိနေတဲ့အကြမ်းဖက်သမားတွေစုဖွဲ့နေတဲ့နေရာတွေအထိပြစ်ခတ်ရှင်းလင်းတာတွေရှိသလိုအင်းတော်မျိုးရဲ့အနောက်ဘက်ချမ်းအင်းတော်ကနေဆက်ထွက်လာမယ်ဆိုလို့ရှိရင်ထိကြိုက်မျိုးနဲ့အဆက်မှာရှိနေတဲ့မဲစာဒေသအထိနေမြေရှင်းလင်းတွေဆောင်ရွက်နေပါတယ်။မနေ့ကလည်းမေလ24ရက်နေ့မှာတောက်လျှောက်ဆိုသလိုဒီမေလ24ရက်နေ့နေ့လယ်တနာရီဝန်းကျင်ကနေညနေ6နာရီခွဲလောက်အထိကတာပတ်ဝန်းကျင်မှာဒီကြောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ပြုလုပ်ထားတယ်။ဒီနေ့မေလ25ရက်နေ့မှာလည်းနေ့လယ်တနာရီနောက်ပိုင်းတွေကကတာမြို့ရဲ့မြောက်ဘက်ချမ်းကတာမြို့ရဲ့တောင်ဘက်ချမ်းနေရာတွေကအကြမ်းဖက်သမားတွေစုဖွဲ့နေရာတွေကိုပုံကျဲရှင်းလင်းတာတွေပြုလုပ်ထားတယ်။လက်ရှိချိန်မှာတော့ဒီတက်မတော်ကထိကြိုက်နဲ့ကတာလမ်းပိုင်းကိုထိန်းချုပ်ထားတာဖြစ်တဲ့အတွက်ဒီလမ်းကြောင်းမှာတော့ကချင်စစ်သွေးကြွနဲ့အကြမ်းဖက်သမားတွေမရှိတဲ့လောက်ဖြစ်ပါတယ်။ဒါပေမဲ့ကတာကနေစစ်ရှုံးသွားတဲ့အကြမ်းဖက်သမားတွေကကတာမြို့ရဲ့မြောက်ဘက်မှာရှိနေတဲ့နလေအင်းပတ်ဝန်းကျင်တွေကလည်းကချင်ကြီးဆိုအဲ့ဒီကနေမိုတာလေးပါပြန်လည်စုဖွဲ့နေတယ်ဆိုတဲ့သတင်းတွေကြားသိရတယ်။ဒါကြောင့်တမတော်ကမေလ24ရက်နေ့မနေ့ကရောဒီနေ့မေလ25ရက်နေ့ဒီနေ့မှာကတာမြို့ရဲ့မြောက်ဘက်ချမ်းဒေသတွေကိုလေကြောင်းတိုက်ခတ်မှုတွေပြင်းပြင်းထန်ထန်ပြုလုပ်နေပါတယ်။တမတော်အနေနဲ့ကချင်စစ်သွေးကြွတွေစုဖွဲ့နေတဲ့နေရာတွေစုဖွဲ့လှုပ်ရှားရာရှေ့တန်းစစ်မျက်နှာတွေကိုလည်းလေကြောင်းတိုက်ခတ်မှုပြုလုပ်တာတွေကလှုပ်ဆောင်နေတဲ့ဆိုပေမဲ့နောက်ဘက်မှာရှိနေတဲ့အုပ်ချုပ်ထောက်ပံ့မှုပြုလုပ်နေတဲ့တပ်မဟာတွေဌာနချုပ်တွေတင်တန်းကျောင်းတွေကိုပုံကျဲတိုက်ခိုက်ဖို့လိုအပ်ပါတယ်။ဒါတွေကိုမရှင်းလင်းနိုင်သေးတဲ့ရွေးကတော့ဒေတာအတီးသီးမှာတိုက်ပွဲတွေဖော်ဆောင်နေကြအောင်မှာဖြစ်တယ်ဆိုတော့နိုင်ငံရေးပုံစံတစ်ပုဒ်ကပေးထားချက်ကရှိထားပြီးဖြစ်ပါတယ်။ဒီပေးထားချက်ကိုပဲ solution တစ်ခုရအောင်ဖြေရှင်းရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့တမတော်အနေနဲ့အင်းတော်ကတာထိကြိုက်ပတ်ဝန်းကျင်ကိုပြန်လည်ထိန်းချုပ်နိုင်ပြီဆိုပေမဲ့ကတာမြို့ရဲ့မြောက်ဘက်ချမ်းရွှေကူမြို့ရဲ့အနောက်ဘက်ချမ်းဒေသမိုတာလေးမြို့လာပတ်ဝန်းကျင်တွေမှာအကြမ်းဖက်သမားတွေစုဖွဲ့နေတဲ့ဖြစ်တဲ့အတွက်ဒီနေရာတွေကိုကြိုတင်ပြစ်ခတ်ရှင်းလင်းတာတွေပြုလုပ်နေတာကလည်းဆောင်ရွက်ရမှာတွေဖြစ်ပေမဲ့အဓိကအရင်းမြစ်တွေမြေလံရှင်းလင်းတာမပြုလုပ်နိုင်သေးတဲ့ရွေးကတော့တိုက်ပွဲငယ်တွေဒေသရင်းတည်ငြိမ်အေဂျင်စီတွေကတော့ပြပြနေကုန်မှာဖြစ်တယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ရန်ကုန်မြို့ကသတင်းလေးကိုတင်ဆက်ပေးသွားကြပါမယ်။ဒါကတော့ရန်ကုန်မြို့မှာပြီးခဲ့တဲ့2026ခုနှစ်ဇန်နဝါရီလကနေအခုမေလအထိ9လနီးပါးကာလအတွင်းဒီကပိုင်းနိုင်တွေခိုးဆိုးလုံးလိုက်တဲ့သူတွေဖန်စီရရှိမိခဲ့တယ်လို့သိရပါတယ်။ဖန်စီရရှိမိခဲ့တဲ့သူတွေထဲမှာငွေကျပ်အပြင်ငွေကျပ်30ကျော်ဒီအဓိကတော့ကပိုင်းနိုင်တွေက YBS ကားတွေပေါ်မှာဒီသားကောင်ရှာကြတာဖြစ်ပါတယ်။ YBS ကားတွေမှာရှိနေတဲ့ခီးသွွားမိဘပြည်သူတွေအသုံးပြုတဲ့တန်ဖိုးကြီးဖုန်းတွေကိုခိုးပြီးတော့ကပိုင်းနိုင်ပြီးတော့ဈေးကွက်ကြီးဖြစ်စက္ကန့်ဟန်ဖုန်းဆိုင်တွေနဲ့ချိတ်ဆက်ပြီးတော့ရန်ကုန်မြို့မှာရှိနေတဲ့စက္ကန့်ပြန်ရောင်းတဲ့ဖုန်းဆိုင်တွေနဲ့ချိတ်ပြီးတော့တခိုးဈေးကွက်နဲ့အတူကပိုင်းနိုင်ဈေးကွက်ကြီးဖြစ်နေတာပါဒီလိုအခြေအနေမှာဒီရန်ကုန်တိုင်းဒေသကြီးရဲ့ရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်မှုအရာတော့ဒီ9လတာအတွင်းဒီကပိုင်းနိုင်184ဦးကိုဖမ်းဆီးရရှိမိခဲ့တယ်လို့ဆိုတယ်အမှုပေါင်း905မှုနဲ့တရားစွဲဆိုထားတယ်လို့ဆိုတယ်ဒါပေမဲ့ဒီကပိုင်းနိုင်ပြီးတော့ဖမ်းဆီးရရှိမိခဲ့တဲ့သူတွေကိုဘလောက်ပဲဖမ်းအချိန်တန်ရင်လွတ်ငိမ့်နဲ့လွတ်လာတာဖြစ်တဲ့အတွက်တစ်ဖက်ကဘလောက်ပဲဖမ်းတစ်ဖက်မှာလွတ်ငိမ့်နဲ့လွတ်လာတာဖြစ်တဲ့အတွက်
ကပိုင်းနိုင်တွေအတွက်ကတော့ဒါကဝင်လိုက်ထွက်လိုက်ပဲသူတို့အတွက်ကအချိန်တန်ရင်လွတ်လာမယ်ဆိုတဲ့ mindset တစ်ခုရှိထားပါတယ်ဒါကြောင့်ဒီမြန်မာနိုင်ငံမှာဖြစ်နေတာကအစိုးရတစ်ဆက်ပြောင်းတိုင်းအစိုးရတစ်ဆက်ကသူ့ရဲ့လှုပ်ဆောင်ရမယ့်အထက်မှာလူသားချင်းစာနာထောက်ထားမှုဆိုတဲ့ခေါင်းစဉ်တစ်ခုနဲ့လူငင်းချမ်းသာခွင့်တွေပေးခဲ့ကြတယ်မိမိနိုင်ငံသားတွေဖြစ်ပါတယ်ဆိုတဲ့မေတ္တာတရားနဲ့လူငင်းချမ်းသာခွင့်တွေပေးခဲ့ကြတဲ့အချိန်ဒီလိုလူငင်းတွေထဲမှာဒီလိုတခိုးတွေဓမြတွေကပိုင်းနိုင်တွေအများကြီးပြန်ပြီးတော့ပါဝင်လာတဲ့အတွက်မုံလုံးစက်ကူကဖြစ်လာပါတယ်ဖះမှာကျွန်တော်တို့ကငှက်တွေလွတ်တယ်အချိန်တိုင်းငှက်ဖမ်းတဲ့လူကပဲဒီငှက်တွေကိုပြန်ဖမ်းတာဖြစ်တဲ့အတွက်ဖမ်းလိုက်လွတ်လိုက်ဖမ်းလိုက်လွတ်လိုက်နဲ့ဒီတန်နေရာကလဲနေပါတယ်ထုံနည်းတူသွားပဲရန်ကုန်မှာကပိုင်းနိုင်တွေ9လနီးပါး184ယောက်အယောက်200နီးပါးဖမ်းဆီးနိုင်ခဲ့တယ်ဆိုပေမဲ့ဖမ်းဆီးခံရပြီးတဲ့ကပိုင်းနိုင်တွေကပြစ်မှုတွေဆွဲချက်တွေတင်အဲ့ဒီနောက်ဒီဥပဒေအရအရေးယူခံရတဲ့အတွက်ထောင်ကျပြီးရင်အချိန်တိုင်းဘယ်နေ့ဆိုတဲ့အထိမ့်မဲ့ဘယ်လဆိုတဲ့အထိမ့်မဲ့နဲ့လူငိမ့်နေနဲ့ပြန်လွတ်လာတာကြောင့်သူတို့ရဲ့ဒီကပိုင်းနိုင်ထားတဲ့ပြစ်မှုတွေကတတ်မှတ်ကာလတွေမကျော်လွန်ခင်မှာပြန်ပြီးတော့လွတ်လာတာရှိတယ်လူငိမ့်ကြောင့်တတ်မှတ်ကာလတဲ့ဆိုပြီးတော့လွတ်လာကြတာရှိတဲ့အတွက်တကယ်တမ်းနောက်ဆုံးခါးစည်းခံနေကြရတာကလူမိုက်ကြီးဖြစ်သွားတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့အမိုက်ခံပြီးတော့ဖမ်းဆီးပေးပေမဲ့အချိန်တန်လွတ်ပေးနေတာတွေကြောင့်ရန်ကုန်မြို့မှာရှိနေတဲ့ YBS စီးနှင်းသူတွေတန်းချီနေတဲ့ရန်ကုန်သူရန်ကုန်သားတွေရန်ကုန်မှာရောက်နေတဲ့မြန်မာနိုင်ငံအရက်ရက်ကမိဘပြည်သူတွေကကပိုင်းနိုင်တွေရဲ့ဒုက္ခပေးတဲ့တန်ကိုခံစားနေကြရပါတယ်။ဒါအပြင် YBS ပေါ်မှာကပိုင်းနိုင်တွေက1ယောက်စ2ယောက်စနဲ့မဟုတ်ဘဲနဲ့50ယောက်စအုပ်စုလိုက်ကြီးကပိုင်းနိုင်တွေပြုလုပ်နေတာပါ။ကပိုင်းနိုင်ဂိုင်းတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဖမ်းဆီးဖော်ဆောင်တာတွေရှိတယ်။ဖမ်းဆီးအရေးယူတာတွေရှိပေမဲ့ဒီနေ့ဒီအချိန်ထိရန်ကုန်မှာရှိတဲ့ YBS တွေမှာကပိုင်းနိုင်တွေကဆက်လက်ပြီးတော့စုတန်တောင်းကျမ်းနေစေဖြစ်ပါတယ်။ဒီပြောရမယ်ဆိုလို့ရှိရင်တော့လှည့်တန်းကိုအကြီးကထားပြီးတော့ဒညင်းကုန်းတို့ရွှေပြည်သာတို့ကနေတဆင့်လှည့်တန်းက check point ဖြစ်ပါတယ်။လှည့်တန်းက check point ပြီးတော့နောက်ထပ် check point ကဒီရန်ကုန်မြို့ထဲလို့ခေါ်လို့ရမယ်လမ်းမတော်တို့ဗိုလ်တထောင်တို့ပတ်ဝန်းကျင်တွေကိုနောက်ထပ်ပြစ်မှတ်ထားတယ်။သူတို့ရဲ့ရှန်တိန်လုပ်တဲ့ဒီချင်းပြောင်းရတခိုးတွေရဲ့ကပိုင်းနိုင်တွေရဲ့ရွှေပြောင်းရလမ်းကြောင်းကလှည့်တန်းကိုအခြေပြုပြီးလှုပ်ရှားတယ်လှည့်တန်းကားတွေပေါ်မှာဆိုလို့ရှိရင်65ကားတွေပေါ်မှာကပိုင်းနိုင်အရင်များပါတယ်။ရန်ကုန်မှာရှိတဲ့ YBS တွေကဖြိုးမင်းသိန်းတို့လိုဒီတခိုးနိုင်ငံကြီးသမားတွေလက်ထက်မှာအကောင်းဆုံးလှုံ့ဆော်နေတဲ့အချိန်အခုလိုအစိုးရအပြောင်းလဲကာလပြန်လည်တည်ဆောက်ရေးပြုလုပ်နေတဲ့အချိန် YBS ကားတွေပေါ်မှာအဲကုန်းတွေပြက်လာတယ်ကားတွေကစုပ်ပြတ်နှုံချလာတယ်ဆိုတော့သတင်းကိုကိုယ်တိုင်တီသွားပြီးတော့စုံစမ်းလိုတဲ့အချိန် YBS ကားတစ်စီးကိုကျွန်တော်စီးခဲ့တယ် YBS ကားပေါ်မှာပဲကျွန်တော်ရဲ့ပတ်စံအိမ်နဲ့အတူဖုန်းအနှိုက်ခံလိုက်ရတယ်ဒါကကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်ကျွန်တော်နီးတူဒီမြန်မာနိုင်ငံသားအများအပြားပြောမယ်ဆိုရန်ကုန်မှာရှိတဲ့မိဘပြည်သူအများအပြားကကပိုင်းနိုင်တွေရဲ့ကပိုင်းနိုင်ချင်းကိုခံခဲ့ရတယ်ကျွန်တော်ကပိုင်းနိုင်ခံလိုက်ရတဲ့အချိန်မှာကိုယ့်ရဲ့ရှိမှာဘေးလွယ်အိမ်မှာရှိနေတဲ့သူကဘလို့မိခဲ့သို့လှုပ်လိုက်သည်မသိဆိုတဲ့အခြေအနေမျိုးနဲ့ဖုန်းရောကပိုင်းနိုင်ကောဖုန်းရောပတ်စံရင်ကောပါသွားခဲ့တာပါအသေးစိတ်ဝင်လာတဲ့အချိန်မှာဖုန်းနဲ့ပတ်စံရင်ကလုံးဝမရှိတော့ဘူးဒီလိုမျိုးဒုက္ခတွေရန်ကုန်မှာရှိနေတဲ့မိဘပြည်သူတွေအများကြီးကြုံတွေ့နေရပါတယ်လူတိုင်းမှာကိုယ့်ရဲ့နေ့စဉ်အသုံးပြုနေတဲ့ပတ်ဝန်းကျင်လုပ်ငန်းခွင်မှာအစတကယ်ကိုအရေးပါတဲ့အရာကဖုန်းဖြစ်ပါတယ်ဆက်သွယ်ရာမှာလည်းအသုံးပြုတယ် entertainment အနေနဲ့လည်းအသုံးပြုတယ်တခြားသောလုပ်ငန်းကိစ္စတွေလုပ်ငန်းဆောင်တာတွေမှာလည်းအသုံးပြုတဲ့အတွက်ကပိုင်းနိုင်တွေကဖုန်းတွေကိုအဓိကထားတယ်ဒုတိယတစ်ချက်ကတော့ပတ်စံအိတ်တွေဆိုတာကအခုနောက်ပိုင်းမှာဒီ cap တွေကိုအသုံးပြုလာတဲ့ cashless တွေကိုအသုံးပြုလာတာဖြစ်တဲ့အတွက်ပတ်စံအိတ်တွေကိုကပိုင်းနိုင်ရင်သိပ်ပြီးတော့မရကြတော့ဘူးဒါကြောင့်ဖုန်းတွေကိုအဓိကပြတ်မှတ်ထားပြီးတော့ကပိုင်းနိုင်လာတာတွေဖြစ်တယ်ဆိုလိုရင်းကိုပြန်ဆက်ရရင်9လတာအတွင်းကပိုင်းနိုင်184ယောက်ကိုဖမ်းဆီးနိုင်ခဲ့တယ်ဆိုပြီးတော့ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကကြေညာထားတယ်ဒီကပိုင်းနိုင်တွေကအချိန်တန်ရင်ပြန်လွတ်လာတဲ့အတွက်ဒီကပိုင်းနိုင်တွေရဲ့တန်နေရကပိုင်းနိုင်လုပ်ငန်းကြီးကဒီနေ့ဒီအချိန်ထိပြီးခဲ့တဲ့အစိုးရပေါင်းများစွာတွေကရန်ကုန်မှာကပိုင်းနိုင်တွေကမချုံငိမ့်သွားဘူးမထတာခက်မှလည်းမချုံငိမ့်သွားသလိုအခု YBS ခက်မှလည်းမချုံငိမ့်သွားဘူးဖြိုးမင်းသိန်းတို့လိုတခိုးတွေစတင်ခဲ့တဲ့ YBS ကိုပြောင်းလဲခဲ့တဲ့အချိန်ကနေအခု2026ခုနှစ်ရောက်တဲ့အချိန်ထိလဲ YBS တွေပေါ်မှာတခိုးတွေကကပိုင်းနိုင်တွေကဈေးကွက်ကြီးချက်ထွင်ပြီးတော့ဖုန်းတွေကိုခိုးနေစေဖြစ်တယ်ဒါကြောင့်မလို့လက်ရှိအာဏာပိုင်တွေအနေနဲ့စက္ကန့်ဖုန်းဆိုင်တွေကိုလည်းမျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုတယ်ဒါကကျွန်တော်ဖုန်းဆိုင်တွေရဲ့ဖုန်းဆိုင်ရောင်းချတဲ့စက္ကန့်ဒီစက္ကန့်ကိုစက္ကန့်ဖုန်းတွေရောင်းချတဲ့မိဘပြည်သူတွေရဲ့စီးပွားရေးကိုတုံးနဲ့ထိုးတာမဟုတ်ပါဘူးတကယ်တမ်းကောင်းဝယ်လုပ်နေကြတဲ့စက္ကန့်ဖုန်းဆိုင်တွေရှိပါတယ်ပထမ user ကဒီ version အသစ်ထွက်လို့ရှိရင်ဒါတွေကိုအောက်ဈေးနဲ့ပြန်ရောင်းပြီးတော့ဒီစက္ကန့်အနေနဲ့ရှိတဲ့ဈေးကွက်တွေကိုမပြောပါဘူးတခိုးတွေတဝက်တွေကပိုင်းနိုင်တွေစီကခိုးပြီးတော့ရောင်းတဲ့ဖုန်းတွေရောင်းနေတဲ့တည်တံ့ဈေးကွက်တစ်ခုရှိပါတယ်ဒါတွေကိုကျွန်တော်တို့ဖော်ထုတ်ဖို့လိုပါတယ်စက္ကန့်တွေကအခြေခံလူတန်းစားတွေအတွက်ကောတာမန်လူလက်တန်းစားတွေအတွက်ပါတကယ်ကိုဖြည့်ဆည်းပေးနေတဲ့ဈေးကွက်ကြီးတစ်ခုဖြစ်တယ်ဆိုတာကိုသိရှိရပါတယ်ဒါကြောင့်စက္ကန့်ဈေးကွက်ကမြန်မာပြည်မှာရှိနေတဲ့လူလက်တန်းစားတွေအထိအသုံးပြုနေတဲ့ level တစ်ခုမှရှိတဲ့ဒီလူတန်းစားတွေအသုံးပြုနေတဲ့ဈေးကွက်တစ်ခုဖြစ်ပါတယ်ဆိုတော့စက္ကန့်တိုင်းကစက္ကန့်ဆိုင်တိုင်းကတော့ကိုယ့်ရပါပစ္စည်းရောင်းတဲ့ဆိုင်တွေမဟုတ်ဘူးသို့တော့
ကိုဆက်ကန်အမိခံပြီးတော့တခိုးဘက်ကတခိုးလက်ကတဝက်ယူထားတယ်ဆိုတဲ့ပုံစံမျိုးကပိုင်းနိုင်လို့ရတဲ့ဖုန်းတွေကိုအောက်ဈေးနဲ့ရောင်းပြီးတော့တခိုးဈေးကွက်နဲ့ပြန်ရောင်းချနေတဲ့ဆိုင်တွေရှိတယ်ဒါတွေကိုကျွန်တော်စုံစမ်းဖော်ထုတ်ဖို့လိုတယ်ဆိုတော့သတင်းလေးနဲ့အတူမုံလုံးဆက်ကူကတ်နေတဲ့ထောင်ထဲကိုဝင်ကြီးထွက်စီဝင်စိုးထွက်ဆိုလုံနေတဲ့ဆိုတဲ့အခြေအနေဖျားမှာငှက်လွတ်ပြီးငှက်လွတ်တဲ့ဈေးတွေကပဲငှက်တွေပြန်ဖမ်းနေတယ်ဆိုတဲ့အခြေအနေမျိုးပါငှက်လွတ်လိုက်တဲ့ကျွန်တော်တို့ရဲ့တကောင်ကို1500ပေးလိုက်ရတဲ့ပတ်စံတာအလဟတ်တက်ဖြစ်သွားတယ်ငှက်ကလေးတွေသူတို့ကိုယ်တိုင်လွတ်လွတ်လပ်လပ်မပြန်တန်းရဘဲနဲ့အချိန်တိုင်းဖမ်းခံရတယ်လို့မျိုးတစ်ဖက်ကတက်ရောက်မှုကတော့ပြောင်းပြန်ဖြစ်ပါတယ်တခိုးတွေဓမြတွေကပိုင်းနိုင်တွေကိုဖမ်းဆီးလိုက်ပြီးတော့အချိန်တိုင်းပြန်လွတ်နေတဲ့အတွက်အိတ်ပေါက်နဲ့ဖားကောက်နေရတယ်ပလိုင်းနဲ့ဖားကောက်နေရတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ရဲ့အာဏာပိုင်တွေကျွန်တော်တို့ရဲ့အကြီးအကဲတွေပြန်လဲစဉ်းစားဖို့လိုတယ်လူသားချင်းစာနာထောက်ထားမှုကလူသားတိုင်းခံစား권ရှိသလားဒါကိုကျွန်တော်တို့ပြန်လဲစစ်စစ်ဖို့လိုပါတယ်ဒါကြောင့်မလို့ရန်ကုန်မှာကြုံတွေ့နေရတဲ့မိဘပြည်သူတွေရဲ့ကပိုင်းနိုင်ခံရတဲ့တောကတွေကအစိုးရဘလောက်ပြောင်းခေတ်စနစ်တွေဘလောက်ပြောင်းမချုံနှိမ်းသွားတာဖြစ်တယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့တွေပလိုင်းပေါက်နဲ့ဖားမကောက်ဖို့လိုပါတယ်အကြမ်းဖက်သမားတွေနဲ့မတိမ်မရင်ဖြစ်နေတဲ့ကပိုင်းနိုင်တွေကိုဖမ်းပြီးတော့လွှတ်နေသမျှလကားပါပဲတခုတော့ရှိတယ်ကပိုင်းနိုင်တွေကိုဖမ်းပြီးတော့ပြန်လွှတ်မယ်ဆိုနှစ်ဖူးမှာစာရေးပေးလိုက်တတ်မှတ်ထားတဲ့အမှတ်အသားတစ်ခုပေးလိုက်ဖုံးကွယ်လို့မရတဲ့အမှတ်အသားတစ်ခုပေးလိုက်မယ်ဆိုရင်တော့ဖြစ်နိုင်ပါတယ်တက်တူးတွေထိုးပေးလိုက်ရင်တော့မှအခုလိုပြောင်းလဲလာတဲ့ခေတ်ကြီးမှာလေဆာတွေနဲ့တက်တူးဖြောက်လို့ရတဲ့အခြေအနေမျိုးမှာနှစ်ဖူးမှာတခိုးလို့ဓမြလို့စာရေးပေးလိုက်ရင်တော့မှခိုးလို့ရတဲ့ပတ်စံနေနဲ့ပဲနှစ်ဖူးမှာရေးပေးလိုက်တဲ့တခိုးဓမြစာကိုဖြောက်ကြအောင်ပါဒါပေမဲ့လည်းတခုခုတော့ကျွန်တော်လှုပ်ဆောင်ရပါလိမ့်မယ်ဒါကြောင့်မလို့ပြစ်မှုကျိုးလွန်တဲ့သူတွေနဲ့ပတ်သက်ရင်တခိုးဆိုရင်လည်းတခိုးနဲ့ပတ်သက်တဲ့အမှတ်အသားဓမြဆိုရင်လည်းဓမြနဲ့ပတ်သက်တဲ့အမှတ်အသားမဒိန်းကောင်ဆိုရင်လည်းမဒိန်းကောင်နဲ့ပတ်သက်တဲ့အမှတ်အသားတွေကိုကျွန်တော်တို့ကသတ်မှတ်ဖို့လိုပါတယ်ကိုနီးကိုဟန်နဲ့ကိုနီးကိုဟန်နဲ့ကိုဒေတာအတွင်းဤဥပဒေတွေနဲ့အတူလူချင်းဝက်ကိုဖောက်ဖျက်တဲ့သူတွေမှာလူအတိုင်းဝိုင်းရဲ့ဖယ်ကျင်မှုလူအတိုင်းဝိုင်းရဲ့အတိအမှတ်ပြုမှုကိုလည်းခံစားဖို့လိုပါတယ်ထောင်ချလိုက်ရုံနဲ့အချိန်နဲ့ထောင်ကထွက်လာရင်ဒီလုပ်ကိုဆက်လုပ်ကြမယ်ခွေးမီးကောက်ကြည်တော့စွတ်တွေကရိုက်တက်လို့မကုန်ပါဘူးဒါတွေကိုကျွန်တော်တို့ကဘယ်လိုမျိုးကုစားမလဲဘယ်လိုမျိုးဖြေရှင်းမလဲကပိုင်းနိုင်တွေကအချိန်နဲ့ရဲကဖမ်းအမှုတွေတက်တရားတွေဆိုထောင်နေကြပြန်လွတ်လာပြီးကပိုင်းနိုင်ပဲပြန်လုပ်မှာပါကပိုင်းနိုင်ကထောင်ကျသွားလို့တရားပြတဲ့ဆရာတော်ဖြစ်မလာပါဘူးကပိုင်းနိုင်ကထောင်ကျသွားပြီးတော့ပြန်ထွက်လာရင်စာသင်ပေးမဲ့ဆရာဖြစ်မလာပါဘူးဓမ္မစကူးဆရာမလည်းဖြစ်မလာပါဘူးဓမ္မစကူးဆရာမတောင်မှအခုဆိုရင်ဓမ္မစကူးနဲ့လမိုင်းမကတ်တဲ့ပုံစံမျိုးတခိုးတွေဓမြတွေကထောင်ဝါထွက်လဲတခိုးဓမြဖြစ်မယ်ကပိုင်းနိုင်ဖြစ်နေမယ်ဆိုတဲ့အခြေအနေကတော့ဒီနေ့ဒီအချိန်ထိ universal truth ဖြစ်နေမှာပါဒါကြောင့်တခိုးတွေဓမြတွေကိုထောင်ကလှုပ်မယ်ဆိုရင်လဲလုံဆောင်တဲ့လုံထောင်လိုက်တာလေးတွေအမှတ်အသားလေးတွေကတော့လိုအပ်နေပြီဖြစ်တယ်ဆိုတဲ့အခြေအနေမျိုးလူငင်းချမ်းသာခွင့်ထဲမှာဒီလူတွေလွတ်လပ်ဖို့ပြန်လဲလွတ်ပေးဖို့လိုအပ်သလားဆိုတဲ့အခြေအနေမျိုးကိုကျွန်တော်ပြန်လဲကူစားသွားကြရမှာဖြစ်တယ်လို့ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လည်းဖမ်းလိုက်လွတ်လိုက်ဖမ်းလိုက်လွတ်လိုက်ဖြစ်နေတဲ့ရွေးကတော့ဖမ်းတဲ့လကားပါပဲဆိုတဲ့ mindset ဝင်သွားရင်ပြည်သူလူထုအနေနဲ့လည်းတခိုးတွေဓမြတွေဘလောက်အဖမ်းခံရအချိန်နဲ့ရင်လွတ်လာတာပါပဲဆိုတဲ့အသည့်နဲ့အတူစိတ်မလုံခြုံမှုတွေပါခံစားနေကြရတယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်သတင်းလေးတစ်ခုကတော့လူထုအကျိုးပြုတဲ့သတင်းလေးလို့ဆိုရမှာပါစိတ်ညစ်စရာသတင်းတွေကြီးပဲတင်ဆက်နေရင်စိတ်ညစ်စရာတွေကြီးဖြစ်နေမှာပါဒါကြောင့်ဒီနေ့တော့စိတ်ညစ်စရာသတင်းတွေနဲ့အတူနောက်ဆုံးပိတ်သတင်းလေးကိုတော့ဒီခီးသွွန်မိဘပြည်သူတွေအတွက်သတင်းကောင်းလေးကိုတင်ဆက်ပေးကြပါတယ်ဒါကတော့ဒီ2026ခုနှစ်ကတည်းကစပြီးတော့မြန်မာနိုင်ငံရဲ့ခီးသွွားလုပ်ငန်းတွေမှာယထာပို့ဆောင်ရေးကဏ္ဍကတည်တည်သာပြောင်းလဲလာပါတယ်2025ခုနှစ်ကတည်းကရန်ကုန်မန္တလေးခီးစဉ်မှာ DMU ယထာတွေပြည့်စွဲလာတယ်2026ခုနှစ်နှစ်စမ်းပိုင်းကစပြီးတော့ယထာလက်မှတ်တွေကို online စနစ်နဲ့အသုံးပြုလာတယ် ORTP စနစ်နဲ့အသုံးပြုပြီးတော့ယထာလက်မှတ်တွေကိုဖြတ်လို့ရတယ်စိတ်ကြိုက်ခီးစဉ်တွေကိုကိုယ်တိုင်ကြည့်ရှုခုံနံပါတ်တွေတေချာရွေးပြီးဖြတ်လို့ရတဲ့အထိစက်ကူတွေဂတ်တူတွေနဲ့ယထာလက်မှတ်တွေဖြတ်တဲ့စနစ်ကနေ online စနစ်ကိုပြောင်းလဲလာခဲ့တယ်ဒါက transition တစ်ခုအရွေ့တစ်ခုပြောင်းလဲမှုတစ်ခုပါပဲဒီလိုပြောင်းလဲမှုကနေမှဒီယထာလန်းဒီပေါ်မှာတွာလာနေတဲ့နှစ်ချို့စက်ကောင်းကြီးတွေအစားနှစ်ချို့ယထာတွေကြီးတွေအစား DMU ယထာတွေအေကွန်ယထာတွေကိုပြည့်စွဲလာခဲ့တယ်အခုပြီးခဲ့တဲ့ဒီမေလထဲမှာပဲရန်ကုန်နေပြည်တော်ခီးစဉ်သာမကရန်ကုန်မန္တလေးခီးစဉ်ကိုပါ DMU ယထာတွေနဲ့ပြည့်စွဲလာတယ်ခီးစဉ်တွေလည်းအစုံအစံတွေပို့ပြီးတော့တိုးချဲ့ပြည့်စွဲလာနိုင်တာတွေကိုမြင်တွေ့ရတယ်ဒီလိုမျိုးပြည်သူလူထုအတွက်ဒီ public transportation တစ်ခုကိုအဆင့်မြင့်တင်ပေးနိုင်ခြင်းကပြည်သူလူထုအတွက်လည်းအများကြီးတက်ရောက်မှုရှိပါတယ်အခြေခံလူတန်းစားတွေအတွက်လူလက်တန်းစားတွေအတွက်သာမကအခုဆိုရင်ဒီ public transportation ကိုအဆင့်မြင့်တင်နိုင်ခဲ့တာဖြစ်တဲ့အတွက်လူထုရဲ့အတိအမှတ်ပြုမှု feedback ကလည်းတော်တော်လေးကောင်းလာတာကိုမြင်တွေ့ရတယ်ပို့ဆောင်ရေးကဏ္ဍတွေထဲမှာယထာပို့ဆောင်ရေးကဏ္ဍကတိတိတသာပြောင်းလဲလာတာကိုမြင်တွေ့ရတဲ့အတွက်မိဘပြည်သူတွေအားလုံးလည်းအဆင်ပြေချုံးမွေလာတယ် DMU ယထာနဲ့အတူထပ်မံပြီးတော့တိုးချဲ့ပြေးဆွဲမဲ့ခီးစဉ်တွေကလည်းလာမဲ့ဇွန်လနဲ့အစူလိုင်းလာထဲမှာထပ်မံပြေးဆွဲသွားတော့မယ်ဒါကတော့ရန်ကုန်မော်လမြိုင်လမ်းပိုင်းနဲ့ရန်ကုန်ပြည်လမ်းပိုင်းကို DMU ယထာတွေနဲ့ပြေးဆွဲပေးသွားတော့မှာဖြစ်တယ်ဆိုတဲ့သတင်းလေးကိုကြားသိရတာဖြစ်ပါတယ်